ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေပါတယ်။နောက်မစဉ်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဒီနောက်မှာရှိတဲ့ notification bell လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။အချိန်အားဖြင့်1998ခုနှစ်ခန့်မြို့ဝကျွန်းပေါ်တနေရာမှာဖြစ်တယ်။ငဝေမြစ်နယ်ဘေးမှာရေလဲအုပ်ရှိကုံတောင်စုစားတဲ့ကြေးရွာလေးကအစီအရီတည်ရှိနေကြတယ်။ကိုအောင်မောင်းမှာရေလဲရွာသားတအုပ်ဖြစ်တယ်။ငဝုံမြစ်အတွင်တငါအလုံးနဲ့အသက်မွေးလောက်ကင်နေထိုင်သူတအုပ်ဖြစ်တဲ့လျောက်မနက်မိုးမလင်းမီအိမ်ကနေလှေလေးတစ်စီးနဲ့ထွက်လာခဲ့တော့တယ်။အဖေတားလဲလိုက်မယ်။အေးတားရီလိုက်ချင်လဲလိုက်ခဲ့လေကွာ။10နှစ်အရွယ်သားဖြစ်သူအောင်အောင်ကလည်းလိုက်ချင်တယ်ဆိုတာကြောင့်ခေါ်လာခဲ့ရတယ်။တားဖာနှစ်ယောက်ငဝေမြစ်အတွင်ရောက်လာတဲ့အခါမနက်ရောင်နေပြိုးစားတောင်ပြူနေပြီ။ကိုအောင်မောင်းကလေပေါ်ကနေဖန်မီးအိမ်တစ်လုံးကိုထွန်းလိုက်ပြီးရဲ့နောက်ညအချိန်မှာချထားခဲ့တဲ့ပိုက်တန်းတွေဖော်ဖို့အတွက်လှော်ခတ်လာခဲ့တယ်။ပိုက်တန်းတွေချထားတဲ့နေရာကိုရောက်တဲ့အခါမှာလေငယ်ကိုအသာကပ်ပြီးတော့ပိုက်တန်းကိုတည်တည်ကြစစ်စေးကပိုက်ဖော်တော့တယ်။မြေရိုးတစ်လျှောက်ကျက်စားကြတဲ့ရေချိုငါးတွေကပိုက်တန်းမှာညှိနေကြလျာကိုအောင်မောင်းကလည်းပိုက်ကိုအသာဆွဲတင်ပြီးတော့လေရဲ့ဝမ်းတွေကိုချပေးလေတော့တယ်။ဒါဖြစ်သူအောင်ကပိုက်တန်းမှာညှိနေတဲ့ငါးတွေကိုအလင်းအမြန်ဖြုတ်ကပုံကြီးတစ်လုံးတွင်းကိုထိုးထည့်ကြတော့တယ်။ဒီနေ့တော့ကိုအောင်မောင်းစိတ်တိုင်းမကြဖြစ်နေကြတယ်။ပိုက်တန်း3တန်းဖော်ပြီးရဲ့အထိငါးများဆဆမရသေးပါဘူး။ပိုက်ဖော်ရင်လက်ကရေနဲ့အမြဲတမ်းထိနေရကြောင်းကိုအောင်မောင်းလက်တွေအေးဆက်လာခဲ့တယ်။ကပုံစကြားမှာညှက်ထားတဲ့စီးပေါ်လေးကိုထုတ်လိုက်ကပါဇက်မှာတက်လိုက်တယ်။မြစ်ပြင်ကိုတစ်ချက်ကြည့်ကဒီငါးတွေဘယ်သွားတင်နေလဲမသိပါဘူး။ကိုအောင်မောင်းကစိတ်ညစ်ညစ်နဲ့ရေရွတ်လိုက်ပြီးတော့ကပုံစအတွင်းကမိချစ်ကိုထုတ်ကချစ်လိုက်တယ်။ဒါပေမဲ့မိချစ်ကတစ်ချက်နှစ်ချက်ခတ်ပြီးတော့မိမကြောက်ပါဘူး။ကိုအောင်မောင်းကလည်းမိချစ်ကိုလေရဲ့နေရံနဲ့တတောင်းထောက်ခောက်လိုက်ကထက်မှန်ချစ်တယ်။ဂက်စ်ကုန်သွားတဲ့မိချစ်ကတော့မိမတောက်တော့ပါဘူး။ကိုအောင်မောင်းကလည်းစိတ်ညစ်ညစ်နဲ့မိချစ်ကိုရေထဲကိုလွှတ်ပစ်လိုက်တော့တယ်။ဒီမိချစ်ကတမျိုးဟာအဖေဒီမိချစ်ကိုဘာလို့လွှတ်ပစ်လိုက်တာလဲ။မိချစ်ကမိမမတောက်ပဲကွာ။ဟာဗျာမိမတောက်တာဂက်စီကုန်နေလို့နေမှာဗျ။ဂက်စီထင်းချစ်လို့ရမှာပါ။အဖေခုလိုလွှတ်ပစ်လိုက်တာမိချစ်အစ်စ်ဝယ်ရတော့မှာပေါ့။ဝယ်ပေါ့ကွာ။အမေကတော့အဖေလွတ်ပစ်လိုက်တာသိရင်ပြောတော့မှာပဲဂက်စီဖြင်း20ဘိုးဆိုရင်တစ်လားလောက်300အဖေကမိချစ်ကတစ်လုံးကို150 200လောက်လည်းရှိရနော်အဖေတားဖြစ်သူပြောတော့မှကိုအောင်မောင်းကမိချစ်လွတ်ပစ်လိုက်တာကိုပင်နှမျောကျင်ဖြစ်သွားတယ်ဒီလိုနဲ့မိမရှိရဲ့စီးပေါ်လေးကိုပါဇက်မှာငုံခဲလိုက်ကကဲလာကွာတာနောက်ဆုံးပိုက်တန်းသွားဖို့မယ်အဲ့ဒီမှာတော့ငါကောင်းကောင်းရမယ်လို့ထင်ပါရဲ့ကွာတားဖာနှစ်ယောက်မြစ်ရိုးအတိုင်းဆန်တက်လာခဲ့မြစ်ကွေးတနေရာကိုရောက်မှာတော့မြစ်အတွင်းစီးဝင်နေတဲ့မြစ်လက်တက်လေးတွင်ကိုဝင်သွားလိုက်တယ်။အဲဒီမြစ်လက်တက်နေရာကမြစ်စုံသဘောဖြစ်နေရကြောင်းရေစီးချမ်းကတောင်ထွန်းနေရောတယ်။အဲဒီရဲ့တောင်မှာငါးတွေတင်နေလိရှိရာကြောင်းကိုအောင်မောင်းကငါးပိုက်တန်းချထားခြင်းပဲဖြစ်တော့တယ်။ထုံးစံအတိုင်းပိုက်တန်းစီကိုရောက်တဲ့အခါကိုအောင်မောင်းကပိုက်တန်းကိုဆွဲတင်ပေးပြီးတော့အောင်ကငါးကိုဖြုတ်တယ်။မနက်ခင်းနေထွက်တော့မှဖြစ်တာကြောင့်ကောင်းကင်တစ်ခုလုံးလင်းချင်းလို့နေရဲ့။အခုပိုက်တန်းတွေမှာလည်းငါးများဆဆမမိပါဘူး။အဖေအောင်ကအလန့်တကြားအော်ဟစ်လိုက်တာကြောင့်ပိုက်တန်းဖော်နေတဲ့ကိုအောင်မောင်းကအလန့်တကြားဖြစ်သွားရှာတယ်။ဘာဖြစ်လို့တော့တာရဒီမှာအယုတ်လေးတရုပ်ပြအယုတ်ပါလာတာများအစမ်းတကျဲလုံးလို့တာရဲ့မြစ်ထဲမျောလာတာဖြစ်မှာပေါ့။တားလူချင်းနဲ့ဒီရုပ်ကိုတားယူမယ်နော်ဖေ။ကိုအောင်မောင်းကစိတ်ထဲမှာတွေးဝေသွားမိရဲ့တငါတယ်ရီရဲ့စူစကားအရာမြစ်တွင်းမျောပါလာတဲ့အရာတွေနဲ့အယုတ်တွေအင်းအိုင်လေးကိုယူလေးမရှိကြဘူး။မြစ်ထဲပါရင်မြစ်ထဲကိုသာပြန်မျောချရလေးရှိရဲ့။ကဲပြစမ်းတာအောင်ကတော့အယုတ်ကလေးကိုလာပြတယ်။အယုတ်ကတစ်သားတစ်မျိုးနဲ့ထွင်းထူထားခြင်းဖြစ်တယ်။အယုတ်တစ်ခုလုံးအနက်ရောင်ရှိကရေတိုက်စားခံရတာကြောင့်လူပုံမသေးကွဲတော့ပါဘူး။အယုတ်ပုံစံဟာလူတစ်ယောက်စောင့်ကြောင်ထိုင်ပြီးတော့ဓာတ်ထမ်းထားတဲ့ပုံစံမျိုးဖြစ်တယ်။အယုတ်က2လက်မှ3လက်မှခန့်သာရှိရဲ့။ပြန်မျောလိုက်ပါသားရဲ့။ပေးဖေတာခဏကြည့်လိုက်အောင်မယ်ဖေရဲ့။အောင်ကတော့အယုတ်ကိုပြန်ယူသွားတယ်။ကိုအောင်မောင်ကလည်းငါးဖက်မကောင်းတာကြောင့်စိတ်ညစ်လျက်ရှိရဲ့။ငါဟာ3ပိတ်တာတော့မရပါဘူး။အဲ့ဒီညမကငါဟာအကောင်သေးသေးမမလေးတာဖြစ်လေရှာတွားရောက်ပြန်ရင်လည်းဈေးရမှာမဟုတ်ပါဘူးကိုအောင်မောင်ကလည်းလှေကိုစိတ်ပြတ်စွာနဲ့အိမ်ကိုလှော်ခတ်ခဲ့တော့တယ်ရှိရင်ကဒါပဲလားကိုအောင်မောင်ရဲ့အိမ်ရောက်တာနဲ့ဇနီးတယ်ဖြစ်သူနဲ့စကားများရန်ဖြစ်ရတော့တယ်ရှင့်ငါလို့မပြောနဲ့လေငါမှမဟုတ်တာကွာမြစ်ထဲကငါပဲကံပါတလောက်ရမှာပေါ့ကွာရှင်ကအမြဲတမ်းဒီလိုပဲပြောနေရပဲကိုသိန်းစံလို့ဆိုရင်တနေ့ငါ့ကိုလေ6ပိတ်တာ10ပိတ်တာအမြဲတမ်းရအောင်ရှာနိုင်တယ်အခုတော့ရှင်ရှာလာတာ3ပိတ်တာတော့မပြည့်ဘူး
ငါပုံစံကြည့်ရောလေတိတိမမလေးတွေကြည့်ပဲကိုအောင်မောင်ကဒေါသထွက်သွားတယ်ဟဲ့ငါကနင့်လင်းသိန်းဆန်နင့်နေမဟုတ်ဘူးနင်အဲ့လောက်ထိသိန်းဆန်ကိုကြိုက်နေအစတွေကသိန်းဆန်ကိုယူလိုက်ပါလားအိမ်ပေါ်မှာအဖေနဲ့အမေရန်ဖြစ်နေရမို့လို့အောင်ကအိမ်ပေါ်မတက်တော့ဘဲနဲ့ရွာထဲကိုထွက်လာခဲ့တယ်ရွာလန်းတနေရာမှာကလေးတွေကကော်ရုပ်တွေကိုထောင်ပစ်နေကြတယ်အောင်ကလည်းလက်ထဲကအယုတ်ကိုပြလိုက်ကငါလဲပါကျင်တယ်ကွာဟောဒီမှာငါအယုတ်ဟာအောင်မင်းရုပ်ကကော်ရုပ်မှမဟုတ်တာကွာတစ်သားရုပ်ကြီးပဲဘယ်ကောက်လမှန်းလည်းမသိဘူးတော်လာမစော့နဲ့လှုပ်ဆန်းပါကွာငါစော့ကျင်လို့ပါဒီလိုနဲ့အောင်ကိုကလေးတွေကစော့ခွင့်မပေးပါဘူးကိုရအောင်စော့ကျင်အဲ့ဒီရုပ်နဲ့ကော်ရုပ်နဲ့လဲမယ်လေသိန်းဆန်ရဲ့သမီးစုခိုင်ကလာပြောလေတော့တယ်အောင်ကလည်းစော့ကျင်လွန်းလာတာကြောင့်စုခိုင်ကိုအဲ့ဒီရုပ်ကိုပေးလိုက်ကစုခိုင်စီကနေကော်ရုပ်၃ရုပ်နဲ့လဲလှယ်လိုက်တော့တယ်စုခိုင်ကမိန်းကလေးမို့လို့ယောက်ျားလေးတွေကဲ့သို့အယုံမပစ်ပါဘူးအယုတ်တွေကိုလမ်းဘေးတနေရာမှာတန်းစီချထားပြီးတော့ထမင်းဟင်းချက်တန်းစော့ကစားတယ်။ရှုံးနဲ့ပြုတ်လောက်ထားတဲ့အိုးခွက်ကလေးတွေမှာစံအဖြစ်သဲတွေထည့်ပြီးတော့ဟင်းဖြစ်နဲ့တိရွက်တိခတ်တွေကိုခူးထည့်ကချက်ပြုတ်ကြော်လော်နေရဲ့။အဲဒီနောက်ဒုတ်တချောင်းနဲ့ကလော်လိုက်ကအဲ့ရဲ့ရုပ်ကလေးတွေကိုတန်းစီပြီးတော့ထမင်းခွန်းတော်တယ်။စော့ကစားပြီးရဲ့အခါအယုတ်တွေကိုသိမ်းဆဲကအိမ်ကိုပြန်လာခဲ့တယ်။သိမ်းဆန်နဲ့ကိုအောင်မောင်တို့ရဲ့အိမ်မှာချီရင်ကောင်းရင်သာဖြစ်တယ်။ဒါပေမဲ့လည်းကြေးရွာမှာရှိတဲ့အိမ်တွေဖြစ်တာမို့တအိမ်နဲ့တအိမ်အလန်းဝေးလာတယ်။စုခိုင်ကအယုတ်တွေကိုအိမ်အောက်မှာရှိတဲ့ပုံကြီးတပုံတွင်ကိုထည့်လိုက်ကအိမ်ပေါ်ကိုပြေးတက်လာခဲ့တယ်။သမီးလေးတောင်ပြန်လာပြီ။ဘိုက်စာနေပြီလား။ဟောဒီမှာသမီးအကြိုက်ငမင်းချက်ထားတယ်။သိန်းဆန်တို့လင်မယားစားတောက်နေတဲ့ထမင်းဝိုင်းမှာစုလိုက်ဝင်ထိုင်လိုက်တယ်။အဲဒီနောက်အားရပါးရထမင်းဝင်စားတော့တယ်။ထမင်းစားတောက်ပြီးရဲ့နောက်စုခိုင်ကတရေတမော့အိတ်တယ်။သိန်းဆန်ကညနေဆောင်လာတဲ့အခါငါးဖမ်းပိုက်ချဖို့အတွက်လှေနဲ့ထွက်လာခဲ့တော့တယ်။မိမကြီးငါးပိုက်သွားချတော့မယ်ဟိ။ရှင်ပတ်စံနေယူသွားပြန်နေမဟုတ်လားထပ်ပြီးတော့မူးမလာစေနဲ့နော်စိတ်ချပါမိမရငါလက်မင်ကတိပါတယ်ဟာညဆိုရင်ချမ်းလို့အချမ်းပြေုံလေးတောက်တာပါသိန်းဆန်တယောက်အိမ်အောက်ကလေကိုဆွဲထုတ်ပြီးရဲ့နောက်အိမ်နောက်ဘေးမြောင်းထဲကိုဆွဲချလိုက်ကအဲဒီကနေတဆင့်ငဝေမြစ်စီကိုလှော်ခတ်လာခဲ့သူတို့ရဲ့ရွာလေးကမြို့ဝကျွန်းပေါ်ရွာလေးဆိုတော့ကုန်းလန်းတင်မကပဲရေလန်းတွေပါသွားလာနိုင်တယ်ရွာထိပ်ချောင်းဖျားကိုအရောက်မှာသိန်းဆန်ကတဲတဲ့အနီးမှာလေကိုကတ်လိုက်တယ်ဒီကတဲအတွင်းကမိမတယောက်ထွက်လာတယ်ထုံးစံအတိုင်းပဲအရက်တစ်လုံးနဲ့ပဲကြီးလုံး20ဘူးလောက်ထည့်ပေးစမ်းပါဗျာအဲ့ဒီတဲကအရက်တဲဖြစ်တယ်အရက်ကိုခွက်ပုံးရှောင်းတဲ့ဆိုင်ဖြစ်ရာမကြမီမှာပဲအဲ့ဒီရဲ့အမျိုးသမီးကအရက်တစ်လုံးနဲ့စက်ကူနဲ့ပတ်ထားတဲ့ပဲကြီးလုံးကိုလှမ်းပေးရဲ့သိန်းဆန်ကလည်းကြားသိငွေကိုပေးပြီးရဲ့နောက်ချောင်းရိုးအတွင်းဆက်လက်လှော်ခတ်လာတယ်လေလော်ရင်းနဲ့အရက်တစ်ကြိုက်တောင်းလိုက်ပြီးရဲ့နောက်ပဲကြီးလုံး3-4စီကိုကောက်ဝါလိုက်တယ်ဟာအခုမှပဲနေလို့ကောင်းသွားတော့တယ်ချောင်းရိုးတိုင်းဆက်လက်ပြီးတော့လှော်ခတ်လာရင်မကြခင်မှာကိုအောင်မောင်းလေနဲ့စုံတွေ့လေတော့တယ်။ပြိုးကိုအောင်မောင်းစောလာကြည့်လားဗျ။ကိုအောင်မောင်းလေအနီးကိုလေနံချင်းထိလူမဲ့ဆဲဆဲထိကတ်လိုက်တယ်။ကိုအောင်မောင်းကစိတ်ညစ်နေပုံပေါ်ပါတယ်။အေးဗျာညငါမရတော့ကျုပ်မိမပွားစီလုံနေတာဗျ။အခုလေအိမ်မမနေခြင်းလို့စောစောထွက်လာခဲ့တာ။ဒါပေါ့ဗျာစူးစားဗျ။ကျုပ်တော့မနက်က9ပိတ်တာတောင်ရတယ်။ငါတလောက်တွေကြည့်ပဲနော်။အဲ့ဒါကလည်း2ပိတ်တာလောက်ရလိုက်တာ။အဲဒါကြောင့်အိမ်ပြန်တော့မျက်နှာပန်းလှသွားတာဗျ။အေးဗျာကျုပ်ကိုလည်းငါးများရတဲ့နီးလေးပါလေးရှင်ပြောစမ်းမအောင်ဗျ။ဟာကိုအောင်မောင်းရတော့ဗျာကျုပ်ကဟင်းစားပေးမယ်ဆိုပေးမယ်နော်။ကိုချက်တော့မပြဘူးဗျ။နှစ်ယောက်သာရီမောပြီးရဲ့နောက်သိန်းဆန်ကတော့လှေကိုလှော်ထွက်လာခဲ့တော့တယ်။သိန်းဆန်တယောက်အရက်တောက်လိုက်ပိုက်တန်းချလိုက်လို့ရင်ရေချိန်ကလည်းအတော်ကြိုက်လာခဲ့ပြီဖြစ်တယ်။ညနေဆောင်ပြီးတော့နေလဲဝင်သွားပြီးနေဝင်သွားတာနဲ့ကောင်းကင်ကတပြေးပြေးနဲ့မှောင်မိုက်လာခဲ့တယ်။သိန်းဆန်ကငါးအခုများတဲ့ဂိုင်းတော်ဆက်တစ်ခုအနီးမှာပိုက်တန်းချနေရင်လေပေါ်မှာလူတယောက်ထိုင်နေတာကိုပြုံးကနေတွေ့လိုက်ရှာတယ်။ဟာဘာတူတော့လေဦးထိန်နာမှာမိမတယောက်ကစောင့်ကြောင်ထိုင်နေတာလူသူရှင်းတဲ့နေရာဖြစ်တာမို့သိန်းဆန်တယောက်အလွန်ထိတ်လန့်သွားကအမူးပြေကျင်သွားတယ်။ဟာဟေးခမဘာတူတော့ကျုပ်ရဲ့လေပေါ်ကိုလူမတင်ဘူးခမဆင်းအဲ့ဒီမိမကအလွန်မာကြောခက်ထန်တဲ့မျက်နှာနဲ့သိန်းဆန်ကိုကြည့်ကငါအရက်တောက်ချင်တယ်ငါ့ကိုအရက်တိုက်ဟောဗျာဒီရက်ကကျုပ်တောက်ဖို့ဗျကျုပ်တောင်နေတိုင်းတောက်ရတာမဟုတ်ဘူးကျုံမိမစိတ်ကြီးရဲ့နေမှာတောက်ရတာဗျငါ့ကိုအရက်တိုက်ရင်နင့်ကိုငါများပေးမယ်သိန်းဆန်တွေ့ဝေသွားတယ်ဘေးဘီဝဲရကိုကြည့်လိုက်တော့တခြားလေမတွေ့ဘူးလူသူတယောက်မှမတွေ့ရဘူးဒါကြောင့်လေဦးမှာထိုင်နေတဲ့သူမှလူမဟုတ်နိုင်ဘူးမြစ်ဆောင်နဲ့လားချောင်းဆောင်နဲ့လားဆိုပြီးသိန်းဆန်တွေးနေမိရဲ့ဒီလိုနဲ့သူ့ရဲ့အနီးမှာချထားတဲ့တပိုင်းခန့်ကျန်တဲ့အရက်ပလင်းကိုကောက်ယူလိုက်ကလေဦးစီကိုရှောက်လာခဲ့ပြီးတော့အဲ့ဒီမိမစီကိုအရက်ပလင်းကိုလှမ်းပေးလိုက်တယ်။ခမဂတိတီနော်။အဲ့ဒီမိမကအရက်ကိုတစ်ကြိတ်တည်းနဲ့အကုန်မောတောက်လိုက်ပြီးရဲ့နောက်ပလင်းကိုရေထဲကိုပစ်ချလိုက်တယ်။သိန်းဆန်ကအဲ့ဒီမိမကိုကြောက်ကြောက်နဲ့ကြည့်နေရတယ်
အဲ့ဒီမိန်းမကအတန်ခွဲကြီးနဲ့နေတက်တိရှိရင်ညက်နဲ့တကောင်ဟောဒီနေရာကိုလာခဲ့ငါနင့်ကိုငါပေးမယ်သိန်းဆန်ဟာတနေရာကိုကြည့်လိုက်ပြီးပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီမိန်းမကိုမတွေ့ရတော့ပါဘူးဒါပေမဲ့အဲ့ဒီမိန်းမနေရာမှာတော့အယုတ်ကလေးတစ်ယုတ်ကိုတွေ့လိုက်ရှာတယ်သိန်းဆန်အတော်ပင်ကြောက်လန့်သွားတော့တယ်အဲ့ဒီယုတ်ကများစကားပြောတာလားဘာပဲဖြစ်ဖြစ်ငါရက်တွေတော့အကုန်တောက်သွားတာပဲတကောင်ရန်ငါဒီကိုလာရမယ်ငါသာမရလို့ကတော့ဒင်းနဲ့ငါနဲ့တွေ့မယ်သိန်းဆန်ကလည်းပိုက်တန်းဆက်မချတော့ဘဲနဲ့ပဲကြီးတော်တွေဝါကအိမ်ကိုပြန်လာခဲ့တော့တယ်ပုံမှန်တိုင်းဆိုရင်သိန်းဆန်ကညနေတကောင်ထသွားလိမ့်မရှိဘူးတညလုံးအိပ်ပြီးမနက်မိုးလင်းကမှအေးလူလူငါးပိုက်ကိုပြန်တင်ယုံတာရှိရာအခုတော့ညတကောင်အနားကိုရောက်တာနဲ့စိတ်အတွင်းမတင်တကြဖြစ်နေတယ်အိုးကွာတွားကြည့်လိုက်တာမမားပါဘူးငါရတော့အမျက်ပေါ့ငါမရတော့လေဟယ်ရီရုပ်တော့တွားပြီရောပဲသိန်းဆန်အိယာကနေထပြီးတော့လှေကိုထုတ်လိုက်တယ်အဲဒီနောက်အိမ်ရောက်ကလှေကိုထုတ်လိုက်ကအသာကလေးလော်ခတ်လာခဲ့တယ်ကိုအောင်မောင်တယောက်ကလည်းညအိတ်နေစဉ်အိတ်မပြောပါဘူးညနေရချထားတဲ့ပိုက်တန်းတွေကိုငါတိုးပါမလားသိန်းဆန်တယောက်ငါမြမြရနေတဲ့လှိဝက်ချက်ရှိနေသလားဆိုပြီးတော့တွေးတောနေမိရဲ့ဒီအချိန်သိန်းဆန်ရဲ့အိမ်ကလှုပ်ရှားတံကိုကြားရတယ်ရေဆက်ဆက်မှာတဆွဲဆွဲနဲ့သွားနေတဲ့ခြေတံတွေကိုကြားလိုက်ရှာပြီးတဲ့နောက်လှီလော်တံကိုလည်းကြားလိုက်ရှာတယ်ဒီကောင်ဘာထလောက်တာလဲကိုအောင်မောင်တယောက်ကတော့အိမ်ရာတွေကနေငုတ်တုတ်ထထိုင်လိုက်တယ်မဟုတ်မှလွယ်ရောငါရဲ့ပိုက်မှာမိနေတဲ့ငါးတွေကိုညတကောင်မှခိုးပြုတ်တာများလားအတွင်းကြီးထဲမှာတန်တရားစိတ်တွေစိုးမိုးလာခဲ့တယ်ဟုတ်လောက်တယ်အရင်ကဆိုရင်ငါမရတဲ့နေ့တောင်မှငါပိတ်တာလောက်တော့အသာလေးရှာနိုင်တာအခုတလောငါအရာနဲနေပြီးဒီကောင်ငါးတွေပိုရတယ်ဆိုတာဧကန်နာငါရဲ့ငါးတွေကိုခိုးပြုတ်နေရများလားကိုအောင်မောင်ကလည်းဒေါသထွက်ထွက်နဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲကအိမ်ပေါ်ကနေဆင်းလာခဲ့တယ်အိမ်အောက်မှာလွန်းထိုးထားတဲ့လေကိုအသာလေးထုတ်ယူပြီးတဲ့နောက်မြောင်းလေးကိုချကလှော်ခတ်လာခဲ့တယ်လေလော်ရင်းနဲ့စိတ်မှလဲအေးလှုပ်ထားစမ်းဖို့သိန်းဆန်ရမင်းသာငါရဲ့ပိုက်ကိုထိလို့ရတော့ငါရဲ့ဒါမင်းလေပင်ကိုဖြတ်ပြီးလို့သာမှတ်လိုက်ပြီးတော့သိန်းဆန်ဟာလေကိုလှော်ခတ်လာခြင်းနဲ့မြစ်တွင်းကိုဖြတ်ဝင်လိုက်တယ်ရေနှဲနေပြီဖြစ်တာကြောင့်မြစ်ပြင်ဘေးတစ်ဖက်တစ်ချက်မှာတဲတောင်နေထွန်းနေရဲ့လာပြင်းနေနီးပြီမို့လို့လာကထိန်ထိန်သားလျက်ရှိရာတဲတောင်ပြင်းရာလာရကြောင်ဖွေးဖွေးဖြူနေရဲ့အလားတူမြစ်ပြင်ကျဲတွင်းမှာလည်းလာရောင်ကဖြန့်ကျက်ထားတာကြောင့်လိုင်းကျက်ခွက်ကလေးတွေမှာတလန်းလက်နဲ့ဝင်းပါနေရောတယ်မြေရိုးတစ်ချောင်းရှိရဲ့ရွာလေးတွေကမှောင်တိကျနေကအိမ်မောကျနေပြီဖြစ်တယ်ဂိုင်းတော်ကြီးအနီးကိုရောက်มาတော့ညအချိန်ကျက်စားတဲ့ငှက်တချို့ကလန့်ဖြန့်ပြီးတော့ထွက်ပြေးသွားကြတယ်သိန်းဆန်ကလည်းလှီကိုရက်လိုက်ကဘေးပင်ညာကိုကြည့်နေမိရဲ့ကဲညတကောင်ရောက်ပြီဗျာခမည်းကတိအတိုင်းကျုပ်ကိုငါးတွေပေးတော့မြစ်ပြင်မှာငိမ်သက်လို့နေရဲ့သိန်းဆန်ကလည်းအလွန်စိတ်ပြတ်သွားမိရဲ့ဒီအချိန်မြစ်ရေပြင်တနေရာမှာရေပွက်ကြီးတစ်ခုဟာဘွမ်းကနေပွက်တက်လာတယ်ရေပွက်ပြီးရတဲ့တပြိုင်နက်အဲ့ဒီရေပွက်အတွင်းမှာမြင့်ငတန်းကြီးတစ်ကောင်ဟာခုံပေါက်ထွက်လာကလေဝမ်းအတွင်းကိုတန်းတက်မတ်မတ်ဝင်လာတယ်မြင့်ငတန်းကြီးမှာကြီးမားလွန်းတာကြောင့်လူးလင့်နေလေရာသိန်းဆန်ကမြ мян သေးစေဖို့အတွက်လော်တက်နဲ့ရိုက်တက်လိုက်တော့တယ်ဟာအကြီးကြီးပဲဒီတကောင်တင်9ပိတ်တာလောက်ရှိရဲ့ဒီအချိန်မှာတခြားတနေရာကရေပွက်သွားပြီးတဲ့နောက်ငကျင်းတကောင်ကရေပေါ်ကိုပြန်တက်လာကလေဝမ်းရဲ့အတွင်ကိုကျပြန်နေရေအောက်ကလူတယောက်ယောက်ကဖမ်းဆီးကလေပေါ်ကိုပြစ်တင်ပေးလိုက်တယ်လို့မျိုးတန်းတက်မတ်မတ်ကျလာခြင်းဖြစ်တယ်သိန်းဆန်ကအလွန်ပျော်ရွှင်ကဟာငကြီးဟိ3ပိတ်တာလောက်တော့ရှိမယ်ထင်တာပဲမိုက်တယ်ဟိဒီအချိန်မှာလှိနပီးမှာရှိရဲ့မြစ်ပြင်မှာပွက်လာပြီးတော့ငတလောက်တွေငဖားမတွေငပတ်ငဘိုးတွေကလည်းလေဝမ်းတွင်းကိုခုံဝင်လာကြရာသိန်းဆန်တယောက်ငါးတွေကိုပျော်ရွှင်စွာနဲ့လိုက်ကောက်နေရောတယ်ဒီအဖြစ်ကိုမြစ်ကွေးတနေရာလာမဲ့ပင်ရဲ့အရေးအောက်မှာချောင်းကြည့်နေတဲ့ကိုအောင်မောင်းကလည်းမြင်တွေ့လိုက်ရှာတယ်ဟာဒီကောင်ငါးတွေရတာဒါကြောင့်ဒီကောင်မှာထူးဆန်းတာတစ်ခုခုတော့ရှိနေပြီထင်ပါသိန်းဆန်ကတော့ပျော်ရွှင်ကလေဦးမှာချထားတဲ့အယုတ်ကလေးကိုကောက်ယူလိုက်ကနမ်းရှုံလိုက်တယ်အဲဒီနောက်လက်ပွားပေါ်တင်ကတပွားဖွာပြောနေလေရာလာရောင်နေမို့လို့အတိုင်းသားမြင်နေရတယ်ကိုအောင်မောင်းကလည်းစောင့်ထိန်မနေတော့ဘဲနဲ့လေကိုခက်မြန်မြန်လှော်ခတ်ပြီးတော့သိန်းဆန်စီကိုထွက်လာခဲ့လိုက်တယ်သိန်းဆန်ကကိုအောင်မောင်းကိုကြောပေးလျက်သားဖြစ်နေတဲ့အတွက်ကိုအောင်မောင်းရဲ့လေကိုတော့မမြင်လိုက်ပါဘူးလေနံချင်းတိုက်သွားတဲ့ခါမှသာသိန်းဆန်ကအံ့ဩသွားတော့တာဟာသိန်းဆန်ပျော်လို့ရှင်လို့ပါလားကွာဟာကိုအောင်မောင်းမင်းလက်ထဲကဘာလေးလေကွာဒီတော့မှသိန်းဆန်ကလက်ကိုဖွက်ကဘာမှမဟုတ်ပါဘူးကိုအောင်မောင်းရဟဲ့ကောင်ငါ့ကိုမညာနဲ့နော်ငါဟိုနားကလာမဲ့ပင်အောက်ကနေစောင့်ကြည့်နေတာကွာမင်းဖြစ်တာတွေအားလုံးမြင်လိုက်ရတယ်ခမည်းအမြင်မားတာနေမှာပါကိုအောင်မောင်းရပြီးတော့အဲ့ရဲ့ရုပ်ကလေးကိုငါ့ကိုပြစမ်းသိန်းဆန်ကတွေ့ဝေလို့နေရဲ့မင်းငါ့ကိုမပြဘူးဆိုရင်ဒီအကြောင်းတွေကိုငါရွာထဲကိုလှည့်ပြီးတော့ဖွာလိုက်မှာနော်မလုပ်ပါနဲ့ကိုအောင်မောင်းရဟောဒီမှာကြည့်ပါ
ကိုအောင်မောင်ကလှေကိုအနီးကပ်လိုက်ပြီးတော့အဲ့ဒီရုပ်လေးကိုကြည့်လိုက်တယ်ဟင်ဒါငါရုပ်ပဲသိန်းဆန်ဒေါသထွက်သွားကဟဲ့လူခမမဟုတ်တာမပြောနဲ့ဒီရုပ်ကကျုပ်ရုပ်ပြကျုပ်ရဲ့လေထဲကိုသူ့အလိုလိုရောက်နေတာဟာဟဲ့ကောင်သိန်းဆန်ဒီရုပ်ကငါနဲ့ငါသားမနက်ကပိုက်သိန်းရင်နဲ့ပိုက်ထဲရပါလာတဲ့အယုတ်ငါအယုတ်ကခမဘာသာဘယ်ရရအခုကျုပ်လက်ထဲမှာဆိုတော့ကျုပ်ရုပ်ပေါ့အောင်မခွေးမသာသိန်းဆန်ပေးဆန်ငါ့ကိုအဲ့ဒီရုပ်ပေးဆန်မပေးဘူးဟဲ့လူသိန်းဆန်နဲ့ကိုအောင်မောင်ကရံဖြစ်ကြတော့တယ်ကိုအောင်မောင်ကလေရဲ့ဝမ်းထဲမှာအသင့်ပါလာတဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲလိုက်ကတစ်ဖက်သိန်းဆန်ရဲ့လေပေါ်ကိုခုန်တက်လိုက်တယ်သိန်းဆန်ကချက်ချင်းမို့လို့ကာကွယ်ချိန်မရပါဘူးကိုအောင်မောင်ကလည်းဓာတ်ချက်ကိုလွှဲပြီးတော့ခုတ်ချလိုက်ရာသိန်းဆန်ရဲ့လေပင်အရင်ကိုပိုင်းမိပြီးတော့သိန်းဆန်တယောက်ခေါင်းပြက်ကျသွားတော့တယ်ဒါပေမဲ့ခေါင်းကယတိပြက်ပြက်ကျမသွားဘဲနဲ့တန်းလန်းကြီးဖြစ်နေရဲ့အဲဒီနောက်လေပေါ်ကိုလဲကျသွားတယ်ကိုအောင်မောင်ကလည်းသိန်းဆန်ရဲ့လက်ထက်အယုတ်ကိုဆွဲယူပြီးတော့လေပေါ်ကိုပြန်တက်ခဲ့ကလေကိုအားကုန်လှော်ခတ်ခဲ့တော့တယ်မြေကွေးအရောက်မှာတတိကျသွားတော့တယ်ကိုအောင်မောင်ကလည်းလှေကိုရက်တန့်ပစ်လိုက်တယ်ငါသိန်းဆန်ကိုဒီတိုင်းထားလို့မဖြစ်ဘူးဒီကောက်စီမှာကြံနေခဲ့တာကငါသားကိုတွေ့ရင်လူတွေကငါတတ်တယ်လို့ပဲထင်ကုန်ကြမှာမဖြစ်ဘူးပြန်လှည့်ပြီးတော့ဓားယူအောင်မှာပဲကိုအောင်မောင်တယောက်လှေကိုပြန်လှည့်ပြီးတော့ဓားကိုသွားပြန်ယူတယ်သိန်းဆန်ရဲ့လေကတော့ဂိုင်းတော်ဆက်မှာကန်းကန့်နေပြီဖြစ်တယ်သိန်းဆန်ရဲ့အလောင်းကောင်ကစီးကျနေတဲ့သွေးတွေကလှေရဲ့ဝမ်းထဲမှာရဲရဲညီနေရဲ့ကိုအောင်မောင်ကလည်းသိန်းဆန်ရဲ့လေပေါ်ကိုတက်လိုက်ကသူ့ရဲ့ဓာတ်ကိုပြန်ဆွဲယူလိုက်တယ်လေပေါ်ကနေပြန်စင်းကန်နေမှာလေဝမ်းအတွင်းမှာရှိတဲ့ငါးကြီးတွေကိုတစ်ချက်ကြည့်လိုက်ကငါးတွေကနှမျောစရာကြီးတွေပါလားဒီငါးတွေငါတည်သွားပြီးတော့မနဲ့ကြရင်တွားရောက်လို့ရတာပဲကိုအောင်မောင်ကလည်းငါးကြီးတွေကိုသူ့ရဲ့လေတွင်ကိုပြောင်းထည့်လိုက်ပြီးတဲ့နောက်သိန်းဆန်ရဲ့အလောင်းကြီးကိုတစ်ချက်ကြည့်မိရဲ့ဒီကောက်ရဲ့အလောင်းကိုပါဖျောက်မှဖြစ်မယ်ဒီလိုနဲ့လေကိုဂိုင်းတော်ရဲ့အတွင်ဖွက်လိုက်ပြီးတဲ့နောက်သိန်းဆန်ရဲ့အလောင်းကိုဂိုင်းတော်ရေစက်ကိုချထားလိုက်တယ်ပြီးတဲ့နောက်လေကိုပြန်တော့ကအေးလူလူပဲရွာကိုပြန်လာခဲ့တော့တယ်အချိန်ကတော့မနက်မိုးတောင်အလင်းရောင်တော့ရောက်တော့မယ်လေကိုအောင်မောင်လေဦးထိတ်မှာမိမတအူစောင့်ကြောင်ထိုင်ပြီးပေါ်လာတာကြောင့်ကိုအောင်မောင်အလွန်ထိတ်လန့်သွားတယ်ခမ ဘာတူလဲကျုပ်ရဲ့လေပေါ်ကိုဘာတက်လောက်တာလဲဟဲ့ငါ့ကိုနေမဲသူများစီကနေလူယူခဲ့ပြီးတော့အခုငါ့ကိုဘာတူလဲတဲ့ခမကအယုတ်ဆောင်တစီလားဟာအယုတ်ဆောင်တစီမဟုတ်ဘူးအယုတ်ဆောင်ကဝေးဟဲ့နေရခဲ့တဲ့အယုတ်ကကဝေရုပ်ပဲဒါဆိုရင်ဟိုကောင်ကို900အောင်ကူညီတယ်လို့ကျုပ်ကိုလည်း900အောင်လုပ်ပေးစမ်းပါအေး9ကြော်2ကောင်နဲ့အရက်တစ်လုံးကိုမနှက်ဖြန်ညနေလှေဦးမှာတင်ပေးစမ်းပြီးရင်မနှက်ဖြန်တစ်ကောင်ကြရင်ဂိုင်းတော်ဆက်ကိုလာခဲ့မပင်မမန်းနဲ့9ရဖို့ကိုငါတာဝန်သာထားဟုတ်ကဲ့ကိုအောင်မောင်ကပြောဆိုနေစင်မှာပဲအဲ့ဒီရဲ့ရုပ်တုကပျောက်ကွယ်သွားတော့တယ်ဒီလိုနဲ့ကိုအောင်မောင်ကလည်းအိမ်ကိုပြန်လာခဲ့တော့တယ်ဟဲယောက်ျားငါးတွေအများကြီးရလာတာပါလားဝမ်းသာစရာကြီးနော်ကိုအောင်မောင်ရဲ့မိမကဝမ်းသာသွားပေမဲ့ပါဇက်ကိုလက်နဲ့ပိတ်လိုက်တယ်ဘာဖြစ်လို့တော့ကွာဝမ်းသာတာများထအော်လိုက်ပေါ့ကွာမင်းကလည်းအော်လို့မသိဘူးရှင်ခေါင်းရင်အိမ်မှာအခြေအနေမကောင်းဘူးတော့ကိုအောင်မောင်ကမသိဟန်ဆောင်ကဟေးဘာဖြစ်လို့လဲကွာရှင်ကမြစ်ထဲရောက်နေလို့မသိတာနေမှာညာသိန်းဆန်တယောက်ထွက်သွားတာအခုထိအိမ်ကိုပြန်မရောက်သေးလို့တဲ့ဟာကွာပိုက်တန်းသွားပေါ်နေတာဖြစ်မှာပေါ့ပိုက်တန်းပေါ်လေဒီအချိန်ဆိုရင်ပြန်ရောက်သိပြီမဟုတ်လားဒါဆိုရင်လည်းတနေ့ရောက်ခရီးလွန်နေလို့ဖြစ်မှာပေါ့ကွာကဲထမင်းပြင်ကွာငါဘိုက်စားပြီရှင်ရလာတဲ့ငကြီးရဲ့ဘိုက်ကိုဖောက်ပြီးတော့လေငါချီခါလေးကြော်ပေးမယ်တော့ညနေကျရှင်အရက်နဲ့မြည်ပေါ့ကိုအောင်မောင်ကလည်းပျော်ရွှင်သွားမိရဲ့ငါးနှမရတဲ့အတွက်အိမ်မှာမျက်နှာပန်းလှနေရဲ့ခဏနေရဲ့အခါမိမဖြစ်သူကငါးရီကိုတည်ဆောင်သွားကဈေးရောင်ထွက်သွားလေတော့တယ်ကိုအောင်မောင်ကလည်းတညလုံးမအိပ်ရသေးတာကြောင့်အိတ်ချလိုက်တော့တယ်အိမ်မက်ထဲမှာအဲ့ဒီမျိုးသမီးကိုတွေ့ရဲ့အဲ့ဒီမျိုးသမီးကကိုအောင်မောင်ကိုလက်ညှိုးထိုးကနေငါ့ကိုဂတိပေးထားတာကိုမမေ့နဲ့ကိုအောင်မောင်တယောက်လန့်နိုးသွားမိရဲ့ဘလောက်ကြောင်အိပ်ပျော်သွားတယ်မသိပါဘူးလန့်နိုးလာတဲ့အခါညနေရောင်စောင်းတော့မယ်အိမ်ရှိကိုထွက်တဲ့အခါဇနီးဖြစ်သူကပတ်စံလေးကိုရေတွက်နေရဲ့ယောက်ျားကြီးရှင်သာနေ့တိုင်းဒီလို900ရင်လေကျုပ်တို့တော့မကြခင်အကျွေးတွေကြေးပြီးတော့စုဆောင်းပြီးတော့မှတော့အေးဟာလောလောဆယ်ငါ့ကိုအရက်ပိုးပေးစမ်းရှင်အကျင့်မပြတ်နဲ့နော်အခုမှ9ကောင်ကောင်တရက်ရရုံရှိသေးတာပေးဆိုပေးစမ်းဟာနေမရှိနဲ့နောက်တော့9ကောင်နေကြီးရစီရမယ်ဟုတ်ပြီလားဇနီးစီကပတ်စံကိုယူခဲ့ကထမင်းစားတော့ပြီးရဲ့နောက်ငါးပိုက်ထောင်ဖို့အတွက်ဆင်းခဲ့တော့တယ်ရွာထိပ်ကိုရောက်တဲ့အခါအရက်ထဲမှာလှေကိုကတ်လိုက်ပြီးတော့ဟာအရက်တစ်လုံးပေးဟိပြီးတော့9ပေါင်းကျော်တစ်ချက်ပေးဟာကိုအောင်မောင်ကလည်းအရက်တစ်လုံးနဲ့ငါးသေးသေးလေးတွေကိုမုံနှင်းနဲ့ကတ်ကြော်ထားတဲ့9ပေါင်းကျော်တစ်ချက်တည်လာခဲ့မြစ်ပြင်ကိုရောက်တဲ့အခါလူသူရှင်းမရှင်းကိုကြည့်ပြီးရဲ့နောက်
လေဦးမှာအယုတ်ကလေးကိုချလိုက်ကငါးပေါင်းကျော်ငါးတိတိလေးနှစ်ကောင်ကိုဖဲ့ယူပြီးတော့အယုတ်ရဲ့ရှိမှချလိုက်တယ်။အဲဒီနောက်အိမ်ကနေအသင့်ယူလာတဲ့ရက်စားပလင်းအလွတ်ကိုဖွင့်လိုက်ကအရက်ပလင်းအတွင်းကအရက်တွေကိုငှဲ့ထည့်လိုက်တယ်။ရက်စားပလင်းကသေးငယ်လာတာကြောင့်အရက်တငုံနှငုံစားပဲဝင်ဆက်ပါတယ်။ကဲကဝေရှင်မကြီးခမည်းပြောတဲ့အတိုင်းငါးကြော်နှစ်ကောင်နဲ့အရက်တစ်လုံးကျွေးပါတယ်။စားပါတောက်ပါပြီးတော့ကျုပ်ကိုငါးကြီးငါးကောင်နေဖမ်းပေးပါဟဲ့။အဲဒီညတော့ကိုအောင်မောင်တယောက်ပိုက်မချပဲနဲ့လေပေါ်မှာအရက်နဲ့ငါးပေါင်းကျော်ကိုဖဲ့ပြီးတော့အေးအေးလူလူစိန်ခံတောက်နေမိရဲ့။ငဝေမြင့်ရဲ့ညနေခင်းအလားလည်းတာယာလွန်းလှပါတယ်။ကိုအောင်မောင်ကလည်းတက်ပြင်းတစ်ချက်ကိုချလိုက်ကအရင်ကဆိုရင်ဝမ်းရည်အတွက်ခက်ခက်ခဲခဲပိုက်ချနေရလို့ဒီလိုတဘာဝအလှပတွေကိုတော့မခံစားနိုင်ခဲ့ဘူး။ဒီလိုရေရွတ်ပြီးတော့အရက်ကိုမော့တောက်လိုက်တယ်။ဒီအချိန်မှာပဲတောက်ခေါက်တန်တစ်ချက်ကြောင့်ကိုအောင်မောင်အိယာကနေလန့်လို့သွားတယ်။နိုင်ကိုကြည့်လိုက်တော့ည7 နာရီကျော်နေပြီဖြစ်တယ်။ကိုအောင်မောင်ကလည်းငါးဖမ်းဖို့အလို့ငါအိမ်ကနေထွက်လာခဲ့တော့တယ်။ဂိုင်းတော်စီကိုသွားဖို့အတွက်ဝင်လေးနေပေမဲ့ကဝေရှင်မကဂိုင်းတော်ကိုသာလာခိုင်းတာကြောင့်လာခဲ့ကြပါတယ်။စိတ်ထဲမှာတော့အတော်ထိတ်လန့်နေမိရဲ့။ယမန်လေးညာလူသက်ထားတဲ့ငှက်ကြီးတောင်ဓာတ်ကိုပင်နဘေးမှာချကလှော်ခတ်လာခဲ့တယ်။အဖိနေလာကတော့ညနေတဲ့အချိန်မှာပုံမူတာလို့နေတယ်။မြစ်ပြင်ကြီးတစ်ခုလုံးဖွေးဖွေးဖြူအောင်လို့လာရောင်ကဖုံးလွှမ်းထားတယ်။ကိုအောင်မောင်ကလှေကိုလှော်ခတ်လာရင်ဂိုင်းတော်ရဲ့အနီးကိုရောက်လာခဲ့တော့တယ်။ကဲကဝေရှင်မခမရဲ့ဂတိတိုင်းကျုပ်ကိုငါပေးပြီတော့ကိုအောင်မောင်ကတော့ရေရွတ်လိုက်တယ်။ဒီကမြစ်ပြင်တက်ခွင်ရေပွက်တွေပွက်လာကြကလေရဲ့အတွင်ကိုငါးတွေခုံဝင်လာကြတယ်။ဒါပေမဲ့ခုံဝင်လာတဲ့ငါးတွေကတော့ငါးကြီးငါးကောင်နေမဟုတ်ပဲငခုံးမငစင်ရိုင်းငစရိငတန်ချိတ်ကဲ့သို့ငါးသေးသေးလေးတွေသာဖြစ်တယ်။အဲ့ဒီရဲ့ငါးသေးသေးလေးတွေကလေရဲ့ဝမ်းအတွင်ခုံပေါက်နေကြတယ်။ကိုအောင်မောင်ကတော့ငါးတွေကိုကြည့်ကစိတ်ပြက်နေမိရဲ့။ဒီအချိန်မှာပဲလေဦးကရီတံကိုကြားလိုက်ရတယ်။ကဝေရှင်မကစောင့်ကြောင်ထိုင်ပြီးတော့တဟီဟီတဟားဟာနဲ့ရီမောကြနေရဲ့။ခမကျွေးခိုင်းတဲ့အတိုင်းကျုပ်ကျွေးတယ်နော်။အေးလေငါလည်းနင်ပေးသလောက်ပြန်ပေးတာပဲ။ကိုအောင်မောင်ကဒေါသထွက်လာခဲ့တယ်။နင်ပေးသလောက်နင်ပြန်ရတာပဲ။နင်ကိုနင်တော်တော်လဲလှပြီလို့ထင်နေတာလားဟဲ့။နင်ကငါ့ကိုလွယ်လွယ်နဲ့လှည့်စားလို့ရမယ်လို့ထင်နေရလား။ကိုအောင်မောင်ဘာမှပြန်မပြောနိုင်တော့ပါဘူး။အဲဒီတော့မှလေပေါ်မှာဒူးထောက်ထိုင်းချကကျုပ်တောင်းပန်ပါတယ်ကဝေရှင်မရဲ့ကျုပ်စော်ကားခဲ့တယ်လို့ဖြစ်သွားတာခွင့်လွတ်ပါကျုပ်ကိုဒီညငါးကြီးငါးကောင်နေတာပေးပါမနှက်ဖြန်ကြတော့အရက်နှလုံးငါးကြီး၄ကောင်နဲ့ရိုးရိုးတည်တည်တင်မြောက်ပါမယ်နင့်ရဲ့စကားကိုငါဘလို့ယုံရမှာလဲဟာထားပါတော့ငါကနင့်ကိုခွင့်လွတ်ပါတယ်အောင်မောင်ရဲ့ဒါပေမဲ့ तू ကနင့်ကိုခွင့်မလွတ်ဘူးတဲ့ကဝေရှင်မဂိုင်းတော်ရဲ့အတွင်ကိုလက်ညှိုးထိုးပြလိုက်ရာကိုအောင်မောင်ကဂိုင်းတော်ကိုတစ်ချက်လှည့်ကြည့်မိလိုက်တယ်ဒီအခါမှာဂိုင်းတော်ရဲ့အတွင်ကလှေလေးတစ်စီးထွက်လာတယ်လှေလေးပေါ်မှာခေါင်းပြက်သိန်းဆန်ကလှေကိုလှော်ခတ်လာတယ်သိန်းဆန်ရဲ့ခေါင်းမှာပြက်ထွက်နေပြီးတော့လေပင်တစ်ဖက်မှာတွဲလောင်းကျနေတယ်ကိုအောင်မောင်ကအဲ့ဒီရဲ့ဖြစ်ကိုကြည့်ရင်အလွန်ထိတ်လန့်လာခဲ့သိန်းဆန်တငယ်ချင်းသိန်းဆန်ရဲ့လျာချက်ချင်းပဲအနားကိုရောက်လာတယ်တွဲလောင်းကျနေတဲ့သိန်းဆန်ခေါင်းမှာပါဇက်ကပွင့်သွားကဘာတငယ်ချင်းလဲအခုမှဘာတငယ်ချင်းလဲခမည်းကျုပ်ကိုတတ်တယ်ခမည်းလူတက်သမားအခုကျုပ်ခမည်းကိုပြန်တက်မယ်သိန်းဆန်ကလေပေါ်ကနေပြီးတော့ကိုအောင်မောင်ရဲ့ပေါ်ကိုခုန်တက်လိုက်တယ်ကိုအောင်မောင်ကလည်းသိန်းဆန်ကိုပြန်လဲတွန်းကန်ခုခံရင်နှစ်ယောက်သားလုံးထွေးပြီးတော့ရေအောက်ကိုကျသွားတော့တယ်ကိုအောင်မောင်ကခြေလက်တွေကိုအတင်းယုံကန်ကရေကူးခတ်နေပေမဲ့သိန်းဆန်ကကိုအောင်မောင်ကိုအတင်းဆွဲဖက်ထားတာကြောင့်မယုံကန်တာတော့ပဲနဲ့မြစ်ကျန်းပြင်စီကိုတစားနစ်မြုပ်သွားလေတော့တယ်သိန်းဆန်နဲ့ကိုအောင်မောင်တို့ကရုတ်တရက်ပျောက်ကွယ်သွားကြရာရေလဲရွာလေးမှာတော့အလန့်တကြားဖြစ်သွားရှာတော့တယ်ဂိုင်းတော်ရဲ့အနီးမှာလေလေးနှစ်စီးကိုတွေ့ပေမဲ့အဲ့ဒီနေရာမှာအောက်ခြေရှုပ်တာကြောင့်ရေငုပ်သမားတွေငုပ်ပြီးတော့ရှာဖွေပေမဲ့လည်းရှာမတွေ့ခဲ့ပါဘူးအဲ့ဒီညမှာပဲအောင်မောင်ရဲ့သားဖြစ်သူအောင်ကအိမ်မက်မြင်မှတ်တယ်ကိုအောင်မောင်ကတကူလုံးရေတွေကိုဆူရွှဲပြီးတော့အိမ်အောက်ကိုရောက်လာခဲ့တယ်သားကြီးဟင်အဖေသားကိုအဖေလာမှာတာသားရဲ့အဖေလီရဲ့လေဦးပိုင်းမှာအယုတ်လေးတရုပ်တွေ့တယ်မဟုတ်လားသားတွေ့တယ်ဖေအဲ့ဒီရုပ်ကသားကောက်လာခဲ့တဲ့အယုတ်ကလေးမဟုတ်လားအဲ့ဒီရုပ်ကလေးကကောင်းတဲ့အယုတ်မဟုတ်ဘူးသားအဲ့ဒီရုပ်ကိုမြစ်ထဲကိုပြန်မျောလိုက်ပါကွယ်တို့ဗမာအယူအဆအရမကောင်းတဲ့အရာတွေကိုမြစ်ထဲချောင်းနဲ့မျောလေးရှိလို့မြစ်ထဲချောင်းတွေကဘာရုပ်တွေမကောက်ရဘူးလို့တန်ဃာတွေအချင်းချင်းမှားကြားထားတာပေါ့သားရဲ့တကယ်လို့သားလဲတနေ့မြစ်ထဲကနေအယုတ်တွေတွေ့ရင်မကောက်ပါနဲ့တော့သားရဲ့ဒီလိုပြောဆိုပြီးတော့ကိုအောင်မောင်ကပျောက်ကွယ်သွားတော့တယ်မကြခင်ငဝေမြစ်အတွင်းမှာလူသေးကောင်နှစ်ခုပေါ်လာခဲ့တယ်တခုကတော့ခေါင်းပြက်နေတဲ့သိန်းဆန်ရဲ့အလောင်းဖြစ်ကနောက်ထပ်အလောင်းကတော့ကိုအောင်မောင်ရဲ့အလောင်းပဲဖြစ်တယ်ထူးခြားတာကအလောင်းနှစ်ခုဟာတယောက်နဲ့တယောက်ဖက်တွေထားကြလေရာ
တကြိုတဲ့သူတွေတောင်မခွာနိုင်ဘူးလို့ဆိုကြတယ်။ကိုအောင်မောင်တို့ရက်လေတဲ့နေမှာပဲအောင်ကလင်ငယ်လေးတစ်စီးကိုလော်ခတ်ကငဝေမြစ်အတွင်းကိုဆင်းလာခဲ့တယ်။မြစ်ပြင်ကျဲကြီးကိုမြင်တွေ့လိုက်တဲ့အတွက်ဖခင်ဖြစ်သူကိုပင်လွမ်းဆွတန်းတာမိကမျက်ရည်တွေစီးကျလာခဲ့တယ်။အင်ကြီးအိတ်ထဲထည့်ပြီးယူဆောင်လာတဲ့အယုတ်ကလေးကိုတိတိကျကျကြည့်လိုက်မိရဲ့။ဒီချိန်အောင်ရင်နားထဲမှာစကားပြောတန်တွေကိုကြားရတယ်။မလွတ်ပြစ်နဲ့ကောင်လေးငါမင်းလိုချင်တာမှန်သမျှရအောင်လုပ်ပေးမယ်။အောင်ကတော့အလွန်တုန်လှုပ်သွားပြီးရဲ့နောက်အယုတ်ကလေးကိုခက်လန်းလန်းကိုလွှင့်ပစ်လိုက်တော့တယ်။အယုတ်ကလေးဟာတစ်သားရုံမှုလို့ရေပေါ်မှာပေါ်လောပေါ်ကငဝေမြစ်ရဲ့ရေစီးတိုင်းတရွေ့ရွေ့နဲ့စီးဆင်းသွားလေတော့တယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေပါတယ်။အချိန်ကာလအားဖြင့်မြန်မာတက္ကရာ1109ခုနှစ်ခန့်ကဖြစ်တဲ့မြောင်ရမ်းမင်းဆက်ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့မဟာဓမ္မရာဇာဓိပတိမင်းကြီးဟာအင်းဝမြို့မှာထီးနှံဆိုင်ပြီးတော့အထက်မြန်မာပြည်တဝမ်းအုပ်ချုပ်စိုးစံနေတဲ့ကာလလေးဖြစ်တယ်။မြန်မာပြည်အလဲပိုင်းမိထီလာမြို့အနီးမှာမုံတိုင်ရွာကြီးတရွာတည်ရှိရဲ့ရွာကြီးဆိုတဲ့အတိုင်းမုံတိုင်ရွာမှာအင်ဂျီရာနဲ့ချီပြီးတော့တည်ရှိကစီကားတဲ့ရွာတရွာဖြစ်တယ်။ရွာသူရွာသားတွေကတောင်သူလယ်သမားတွေဖြစ်သည့်အတိုင်းလယ်တွေဖွဲ့ပြီးတော့စပားစိုက်တာရာခင်းတွေခင်းပြီးတော့မြေပင်နှမ်းဝါပဲစင်းငုံစားတဲ့သီးနှံတွေကိုစိုက်ပျိုးကြကအသက်မွေးကြတဲ့သူတွေဖြစ်တယ်။ရွာသူရွာသားတွေမှာဗုဒ္ဓဘာသာကိုအထူးကိုးကွယ်ယုံကြည်တဲ့သူတွေဖြစ်တဲ့လျောက်လေယာသီးနှံတွေထွက်ပေါ်တဲ့အခါမှာတော့အလူတန်းတွေပေးတာရွာနီးတစ်ဝိုက်မှာဖျားเจ้าကန်ဇေဒီပထိုးတွေနဲ့တာတနိကအဆောက်အုံတွေကိုလှူဒန်းခြင်းတွေကိုအစဉ်ပြုလုပ်လိရှိကြတယ်။အဲဒီမုံတိုင်ရွာရဲ့တောင်ဘက်ရွာစွန်အဆက်အဖျားမှာတော့ဦးပန်းရနဲ့ဒေါ်စိန်တာလို့အမည်ရတဲ့စီးရဲသားလင်မယားနှစ်ယောက်နေထိုင်ကြတယ်။ဦးပန်းရတို့မှာငွေကြေးမတက်နိုင်တဲ့သူတွေဖြစ်တဲ့အတွက်ရွာနီးမှာရာခင်းတွေကိုဝယ်ယူမလုပ်ကင်နိုင်ပဲရွာနဲ့ခလန်းလန်းတောဆက်မှာရှိတဲ့ကွင်းတွေကိုရှင်းလင်းပြီးတော့ဓမ္မဥချစနစ်နဲ့ရာထွက်သီးနှံတွေကိုစိုက်ပျိုးကြတဲ့သူတွေဖြစ်တယ်။မုံတိုင်ရွာမှာအစင်းရဲဆုံးလူတွေလို့ဆိုလိုက်ရင်ဦးပန်းရနဲ့ဒေါ်စိန်တာတို့လင်မယားသားနံပါတ်1နေရာမှာရှိမယ်လို့ထင်တယ်။ဦးပန်းရကအသက်50ကျော်60နီးပါးရှိပြီးတော့ဒေါ်စိန်တာကလည်းဦးပန်းရနဲ့အသက်သိပ်မကွာလောက်သူတို့လင်မယားနှစ်ယောက်မှာငယ်လင်ငယ်မယားတွေဖြစ်ပေမဲ့ရှေးဘဝကုသိုလ်ကအကျိုးပေးမကောင်းတဲ့အတွက်ကြောင့်သားသမီးမဖွင့်ပြိုးခဲ့ဘူး။မုံတိုင်ရွာရဲ့အပြင်မှာဦးပန်းရတို့တဲကုတ်ကလေးတစ်လုံးကိုထိုးပြီးတော့နေထိုင်ကြတယ်။အဖိုးကြီးဖွားကြီးလင်မယားနှစ်ယောက်တည်းသာနေထိုင်တဲ့တဲဖြစ်တော့မြေဆိုင်တဲကုတ်တီးတီးလေးဖြစ်ကကြောချယုံခံတာကျယ်ဝန်းလာတယ်။ဒါကြောင့်ရွာသူရွာသားတွေကဦးပန်းရတို့လင်မယားကိုအိမ်ကြီးရှင်ဆိုပြီးတော့နောက်ပြောင်ကြည့်စေခေါ်ဝေါ်ခဲ့ကြတယ်။မဲစိန်ကြီးကျိုးမနှက်ပြန်ရာခင်းကိုထွန်ရအောင်ဟေ့အဲ့ဒါရွာထဲကိုသွားပြီးတော့နွားတစ်ကောင်လောက်ငှားခဲ့စမ်းပါကွာအင်းမတော်ကျုပ်ဒီနေ့ညပဲရွာထဲဆင်းပြီးတော့နွားတစ်ကောင်လောက်လိုက်ငှားကြည့်ပါမယ်အေးကွာအခုကမိုးဦးကြဆိုတော့လေလုတ်တဲ့သူကလဲထွန်းရာလုတ်တဲ့သူကလည်းရာထွန်းနေဆိုတော့ရွာတွေကနွားတွေလည်းတိတ်အားကြမှာမဟုတ်ပါဘူးကွာပြီးတော့ငါတို့ကလည်းသူများတွေလိုမျိုးငွေကြေးအထက်ပြမပေးနိုင်ဘူးဆိုတော့ငားရမှာခက်မယ်ထင်ပါတယ်ကွာဒါပေါ့ရှင်ကျုပ်တို့ကလိုချင်တဲ့သူပဲအဲ့လိုပဲမျက်နှာအောက်ချပြီးတော့ငှားရမှာပေါ့တော့။အော်ဒါနဲ့ဒီနေ့ကျုပ်တို့ဘယ်နားမှာရာလောက်မလဲတော့။ဦးပန်းရဟာသူတောက်နေတဲ့မြေစည်းတံကြီးကိုတစ်ချက်ဖွာရှိုက်ရင်အေးကွတို့လုံနေကြရာမြေစီမကောင်းတော့ဒီနေ့ဟိုနောက်ဘက်ကမကြီးအိုင်ဘက်ကကွင်းမှာစိုက်မယ်လို့တော့စိတ်ကူးထားတယ်ဟိ။အဲ့ဒီမြေတောင်မှငါတယောက်တည်းရှင်းလင်းပြီးနေပြီဟာ။မိုးတစ်ပြိုင်နှစ်ပြိုင်ရွာလိုက်ပြီမို့လို့မိုးဦးကြရာထွန်ရတော့မယ့်အချိန်ဖြစ်နေပြီဖြစ်တယ်။ဦးပန်းရနဲ့ဒေါ်စိန်တာတို့ဟာဆင်းရဲလွန်းတာကြောင့်နွားတစ်ချင်းတော့မရှိဘူး။နပြာအိုကြီးတစ်ကောင်သာအိမ်မှာရှိတဲ့အတွက်ထွန်ရက်မဲ့အချိန်မျိုးဆိုရင်ရွာထဲလှည့်ပြီးတော့နွားတစ်ကောင်ကိုချေးငှားရစမြဲဖြစ်တယ်။ရွာသူရွာသားတွေကလည်းတောင်သူလယ်သမားတွေဖြစ်တာဆိုတော့မိုးဦးကြအချိန်နွားတွေအလုံးမအားသည်ဖြစ်ရာတော်ယုံတယုံနွားချေးငှားသူဟာရှားလာပါတယ်။အခုလေဒေါ်စိန်တာတယောက်ညစာစားပြီးတဲ့အခါမုံတိုင်ရွာဘက်ကိုလှည့်ထွက်လာခဲ့။ကိုကြီးတောင်းရီညီမတို့လေးရာလေးထွန်ကျင်လို့နွားတစ်ကောင်လောက်တဏီကုံငှားဆက်မှာတော့။အိုးဟာငါလည်းငါလေတွေကိုထွန်ရသေးတယ်ဟာညီကိုငါငှားကျင်ပါတယ်။ကိုကြီးတောင်းရဲ့ကိုကြီးတောင်းစီမှာနွားအကောင်စိတ်လောက်တောင်ရှိတာမဟုတ်လား။တကောင်တလီလောက်ရရင်အဆင်ပြေပါတယ်ရှင်။ခက်တာပဲမစိန်တာရငါမှနွားများပေမဲ့ခိုင်းနွားနဲတယ်ဟာပြီးတော့နေငါမှတဏီကုံတောင်မဟုတ်လား။ငါရဲ့လေတောင်ထွန်လို့မပြီးသေးတာနင့်ကိုဘလို့ငှားမလဲဟာ။ကျုပ်တို့လည်းဒီနေ့ရာသိမ်းရင်တော့နွားလေးတစ်ကောင်လောက်ရအောင်စုပြီးတော့ဝယ်မှာပါကိုကြီးတောင်းရဲ့နွားနှစ်ကောင်ရှိရင်အခုလိုငှားစရာမလိုတော့ပါဘူးကိုကြီးတောင်းတာမကူညီရင်ကျုပ်တို့ဒီနေ့ရာကိုအချိန်မီမကျဲနိုင်ပဲနေတော့မှာပေါ့ဘာကြီးတောင်းကလည်းတက်ပြင်းတစ်ချက်ချလိုက်ပြီးရဲ့နောက်
အေးလေငါလဲတောင်သူနေလဲတောင်သူဆိုတော့တောင်သူချင်းချင်းငါကိုချင်းစားပါတယ်ဒီလိုလို့ဟာနင့်ကိုငါနေခင်းဘက်တော့မငားနိုင်ဘူးငါရဲ့ခိုင်းနွားတွေထုံရက်ပြီးလို့ပြန်လာတဲ့ညပိုင်းကျရင်တော့နင့်ကိုငားနိုင်ပါတယ်ဘလို့လဲအဆင်ပြေရဲ့လားငားတဲ့အဖိုးအခါကတော့ညီတို့ရာထွက်တဲ့အခါမှာပဲကြည်ပေးပေါ့ဟာဒေါ်စိန်သာရွေးချယ်စရာမရှိတော့ညဘက်ပြီးငားတယ်ဆိုတာကိုတော့ကျေးဇူးတင်စရာကောင်းနေတော့ကောင်းငိမ်ပြီးတော့သာပြန်လာခဲ့တော့တယ်အိမ်ပြန်ရောက်တဲ့အခါခင်ပွန်းဖြစ်သူဦးပန်းရကိုအကျိုးအကြောင်းပြောပြတဲ့အခါဦးပန်းရကဒေါသထွက်တော့တယ်။ကြံကြီးစီယာကွာ။ရာကိုညဘက်မှာထွန်ရမှာတယ်လားကွာ။ဒီကောင်ငါသားဒါတက်ငါတို့ကိုနှိမ်တာပဲ။အဲ့လိုတော့မပြောပါနဲ့ကိုပန်းရရဲ့။ကျုပ်တို့ကိုငားပေးရနဲ့တင်ကျေးဇူးတင်ဖို့ကောင်းနေပါပြီ။မုံတိုင်မှာလေနွားကောင်ရင်အများကြီးရှိတာဘသူကများကျုပ်တို့ကိုအရေးတယူလုပ်ပြီးတော့ငားဘူးလို့လေတော့။ဦးပန်းရကတော့ဒေါသထွက်နဲ့ရွာဘက်ကိုကြည့်ကလှုပ်ထားစမ်းပါကွာမြေနဲ့ရလှန်ဆိုင်တက်တဲ့သူတွေမျက်နာကြီးမှာပေါင်းတက်တင်းတက်တဲ့သူတွေလှုပ်ထားအောင်ပေါ့ငါချမ်းသာတဲ့တနေ့မင်းတို့ကိုငွေထုတ်ကြီးနဲ့ပေါက်ပြမယ်ကွာဦးပန်းရခါးထောက်ပြီးတော့ကျင်းဝလိုက်တော့တယ်ဒေါ်စိန်သားကတော့ပြုံးလိုက်ကကိုပန်းရရဲ့ရှစ်မှာလဲအကြံကြီးလိုက်တာလူအဖြစ်အသက်50ကျော်ပြီးတော့တေကန်နီးနေပြီရှစ်လိုလူကဒီတသက်ချမ်းသာပါအောင်မလားဦးပန်းရကတော့ဒေါ်စိန်သားရဲ့စကားကိုပြန်ပြီးတော့မတုံ့ပြန်နိုင်တာကြောင့်နှုတ်ဆက်ပြီးနေလိုက်တယ်ဦးပန်းရတို့လင်မယားမှာစင်းရဲလှပေမဲ့ဘာသာတရားအလွန်ခိုင်းဆိုင်သူတွေဖြစ်ကြတယ်။မနက်စောစောစီစီအိယာထပြီးရနဲ့ဒေါ်စိန်သားတယောက်စွန့်ချက်ရတယ်။စွန့်ဆိုပေမဲ့ထမင်းကောင်းမစားနိုင်ပါဘူး။ဆန်နဲ့အတူလူးဆန်ကိုရောနှောချက်ပြုတ်ထားတဲ့စင်းရဲသားဆန်ချမ်းထမင်းသားဖြစ်တယ်။ဟင်းကလည်းမမေရရတိတ်မရှိဘူး။ငပိကောင်ငချောက်သားဟင်းကောင်းလုပ်ပြီးတော့စားတောက်ရတာ။အသီးအနှံအတွက်ကတော့အိမ်ချမ်းနောက်ဘက်မှာစိုက်ပျိုးထားတဲ့ဖယုံတခွားငရုတ်ချံပေါင်တွေကိုသာဟင်းလုပ်ပြီးတော့ချက်ရတယ်။မနက်နေထွက်တဲ့အချိန်မှာမုံတိုင်ကျောင်းမှတန်ဃာတော်တွေကစွန့်ခံကြွားတယ်။အဲဒီနေ့တော့ဒေါ်စိန်သားတယောက်စွန့်လောင်းဖို့အတွက်စွန့်ပကံယူပြီးတော့ထွက်လိုက်စဉ်ဦးပန်းရကဒေါ်စိန်သားစီကနေစွန့်ပကံကိုလှမ်းယူလိုက်တယ်။အလိုကြားသားမို့ကျရှင်ဒီနေ့စွန့်လောင်းမလို့လား။အေးကွာတို့တွေခုလိုဆင်းရဲနေတယ်ဆိုတာအတိတ်ဘဝကကုသိုလ်ကောင်းမှုလုပ်တာအားနေခဲ့လို့မဟုတ်လား။ငါကတော့လေဒီဘဝပဲဆင်းရဲခံမယ်။နောက်ဘဝတော့မဆင်းရဲစေရတော့ဘူးဟေ့။ရတလောက်ကုသိုလ်ကောင်းမှုဒါနတွေကိုကိုတက်နိုင်တလောက်များများလုပ်မယ်လို့ဆုံးဖြတ်လိုက်ပြီ။ဦးပန်းရပြောတဲ့အခါဒေါ်စိန်သာမျက်နှာကိုတစ်ချက်မဲ့လိုက်ကအမလေးဒါရီကလေကျုံနေတိုင်းလုံနေရပါတော့။စွန်းလောင်းလို့ချမ်းသာကြီးဆိုရင်ကျုံအနှစ်20လောက်တရက်မပြတ်စွန်းလောင်းလာတာနဲ့တတိမာကြီးဖြစ်နေပါပြီတော့။မနက်ခင်းစွန်းလောင်းပြီးတဲ့အခါမှာဦးပန်းရကမနက်စာစားတောက်ပြီးတော့ရာခင်းထဲကိုဆင်းဖို့အတွက်ပြင်တော့တယ်။တောခုတ်တရှိတလက်နဲ့တောင်းကြီးတစ်လုံးကိုယူလာလိုက်တော့တယ်။ကဲစိန်သားကြီးငါမကြီးအိမ်ဘက်ကွင်းကိုဆင်းလိုက်အောင်မေဟိညနေရာထုံမှာဆိုတော့ကြံနေတဲ့အပင်လေးပါလေးရှင်းဖို့ပေါ့ကွာမင်းနေလေကြရင်ထမင်းလာဖို့နော်စိတ်ချပါတော့ဒါနဲ့တော်လဲတတိထားအောင်နော်မကြီးအိမ်ဘက်ကတရေကျန်းနေဆိုပြီးတော့လူတွေပြောနေရမဟုတ်လားပြီးတော့အုပ်ဆက်ဆောင်ဆိုလားတိုင်နှန်းရှင်ဆိုလားအဲ့ဒါတွေလည်းခဏခဏတွေးတတ်တယ်ဆိုတွေးပါစေကွာတွေးပါစေအုပ်ဆက်ဆောင်တွေတိုင်နှန်းရှင်တွေလာလို့ကတော့ဒင်းတို့ကိုဖမ်းပြီးတော့ရွှေတွေငွေတွေတောင်းပစ်လိုက်စမ်းမယ်ဦးပန်းရခက်ရွရွပြောလိုက်ပြီးတော့အိမ်ကနေထွက်သွားတယ်။ဒေါ်စိန်သားကလည်းနေကင်းစာအတွက်ချက်ပြုတ်ပြင်ဆင်ရင်အိမ်မှုကိစ္စတွေအတွက်အချိန်ကုန်နေရောတယ်။ချက်ပြုတ်ပြင်ဆင်ပြီးနေစွန်းကန်ပြန်ဝင်ချိန်ခန့်မှာဒေါ်စိန်သားတယောက်ခံတောင်းလေးကိုရွက်ကအိမ်ကနေထွက်လာခဲ့တော့တယ်။ခံတောင်းထဲမှာတော့သူတို့လင်မယားစားတောက်ဖို့အတွက်ထမင်းနဲ့ဟင်းတွေကိုတည်ဆောင်လာခဲ့တယ်။မကြီးအိုင်ကွင်းမှာရွာနဲ့တော်တော်အလန်းဝေးကွာသည့်ဖြစ်ရာဒေါ်စိန်သားတယောက်အတော်ကလေးသွားယူရပါတယ်။ရာခင်းတွေကိုရောက်တဲ့ချိန်ဦးပန်းရကရာခင်းမြောက်ဘက်မှာရှိတဲ့နှစ်ချို့မကြီးပင်ကြီးအောက်မှာထိုင်ကအနားယူနေရကိုတွေ့ရတယ်။အဲဒီမကြီးပင်ကြီးရဲ့အနီးမှာတော့စိမ့်ဆူနေတဲ့တဘာဝရေကြီးအိုင်လေးတအိုင်ရှိတဲ့အတွက်အဲ့ရဲ့ရာခင်းကိုမကြီးအိုင်လို့ခေါ်ဆိုကြခြင်းဖြစ်တယ်။ဒေါ်စိန်သားမှာမကြီးပင်ရဲ့အောက်ကိုဝင်ကဦးပန်းရရဲ့အနီးမှာထိုင်လိုက်တယ်။ရှင်နေရာရွေးရမစိုးဘူးတော့ကိုပန်းရရဲ့ရေအိုင်လေးလေးရှိတော့သုံးဖို့ပြုဖို့ကပူစရာမလိုတော့ဘူးပေါ့ရှင်။အဲ့ဒါတွေတာထားဆက်မှာနေမိုးတဲတော့မယ်ကွာငါဗိုက်စာလာပြီ။ဒါနဲ့ဘိုင်းချက်လေထုံးစံအတိုင်းလူးဆန်ထမင်းပေါ့တော့ဟင်းရတော့ငချောက်ကလေးလက်ညှိုးလောက်50ကောင်กินလာတယ်ပြီးတော့ငရုတ်သီးစားထောက်ဖယုံရွက်ပြုတ်တခွားသီးနဲ့တို့ပေါ့တော့ခန်တောင်းရဲ့အတွင်းမှာဒေါင်းလန်းသီးလေးကိုထုတ်ပြီးတော့လင်မယား2ယောက်လက်ဆောင်စားဖို့အတွက်ပြင်ဆင်လိုက်ကြတယ်ဒီချိန်ရာခင်းကိုဖြတ်ပြီးတော့ကိုရင်လေးတစ်ပါးတပိတ်ကိုပိုက်ကသွားလာနေတာကိုမြင်တွေ့လိုက်ရတာဆိုတော့လင်မယား2ယောက်တန်းတော်နဲ့ကြည့်မိနေကြတယ်ကိုရင်နဲ့ဒီလောက်ခေါင်တဲ့နေရာကိုဘာလာလောက်တာပါလဲဦးပန်းရကရေရွတ်လိုက်တယ်လက်ထဲတပိတ်ပိုက်ထားတာပဲတော့စွန်းကန်ထွက်လာတာနေမှာပေါ့ဟာတာစိန်ရဒီလောက်ခေါင်တဲ့နေရာကြောင်ကြတဲ့နေရာမှာဘသူကကိုရင်ကိုစွန်းလူမလဲကွာသွားကွာ
ကိုရင်စိုးနေပါရီအစဉ်ပြေးရလားမေးလာခဲ့စမ်းဦးပန်းရရဲ့အမိန့်ကြောင့်ဒေါ်စိန်သာကိုရင်လေးစီကိုလာခဲ့လိုက်တော့တယ်ရက်တော်မူပါအောင်ဖေ။ကိုရင်လေးကအသက်15နှစ်ခန့်အရွယ်ရှိပြီးတော့ဥပဒေရုပ်အလွန်ကောင်းပါတယ်။သင်္ကန်းကိုတည်တည်တတ်ဝေယုံထားပြီးတော့မျက်လုံးမျက်ဖန်ကောင်းကောင်းနာရန်ပေါ်ပေါ်နဲ့ဖြစ်တယ်။ဒေါ်စိန်သာអော်လိုက်တာကြောင့်ကိုရင်လေးကရက်တန့်သွားတယ်။အရှင်ဖေ။စိုးရခဲ့ပါသလားဖေ။ကိုရင်လေးကခေါင်းခါပြတယ်။ဒေါ်စိန်သာကလည်းကိုရင်ကိုကြည့်ရင်းနဲ့ကြီးညိုစိတ်တွေတပွားပွားဖြစ်ပေါ်လာတာဆိုတော့ကိုရင်ကိုမကြီးပင်ရဲ့အောက်ကိုပင့်လာခဲ့တော့တယ်။ကိုပန်းရကြီးကိုရင်တပိတ်ကပြောင်းနေတာပဲတော့စွန်းလည်းမစားရသေးဘူးပြောတယ်။ဟေးဟုတ်လားဒါဖြင့်လည်းငါတို့စားမဲ့ထမင်းကိုကိုရင်ကိုလှူလိုက်စို့ကွာ။တကယ်လားတော့ကျုံလည်းကိုရင်ကိုထမင်းလှူမယ်ဆိုပြီးတော့ပင့်လာခဲ့တာပဲ။ရှင်စားခြင်းရင်တဝက်ချန်တာကျမစားမဲ့တဝက်ကိုကိုရင်ကိုလှူလိုက်မယ်။အိုးကွာလူချင်းလူအကုန်လူမှာပေါ့ကွာငါမစားပါဘူးကွာ။ဒီလိုနဲ့ကိုရင်ကမကြီးပင်အောင်ရောက်တဲ့အခါမှာတော့ဦးပန်းရနဲ့ဒေါ်စိန်သာတို့ကသူတို့စားတောက်မဲ့ထမင်းဟင်းတွေအားလုံးကိုကိုရင်ရဲ့တပိတ်အတွင်းကိုလှူဒန်းလိုက်တော့တယ်။နေမိုးတဲတော့မှဖြစ်တာကြောင့်ကိုရင်ကလည်းအဲ့ဒီနေရာမှာပဲစွန့်ဖုံးပေးရတယ်။ဦးပန်းရနဲ့ဒေါ်စိန်သာတို့ကကိုရင်အားပါတရစွန့်ဖုံးပေးနေတာကိုကြည့်ကဝမ်းသာပီတိဖြစ်နေကြတယ်။ကိုရင်ကဦးပန်းရတို့လှူဒန်းတဲ့စွန်းတွေကိုတစိမ့်မကြံပြောင်းစီအောင်ဖုံးပေးသုံးဆောင်တယ်။ဒါနဲ့ကိုရင်ဘယ်เจ้าမှာသတင်းသုံးပါသလဲ။ကိုရင်ကအာဂန်တုပါတကားကြီးခရီးသွားရင်လည်းဒီကိုရောက်လာတာပါ။ဦးပန်းရကကိုရင်နဲ့စကားပြောဖို့အတွက်ကြံနေစင်မှာပဲကိုရင်ကမကြီးပင်အောက်ကနေထသွားတယ်။ကိုရင်ခရီးဆက်ရအောင်မှမို့လို့သွားရတော့မယ်တကားကြီး။ဒါနဲ့တကားကြီးရာခင်းထဲကိုခဏလိုက်ခဲ့ပါ။ဦးပန်းရကလည်းကိုရင်ရဲ့နောက်ကိုလိုက်သွားမိရဲ့။ကိုရင်ကရာခင်းကြီးကိုဖြတ်တန်းသွားလာနေရင်တနေရာရောက်မှာတော့ရက်တက်လိုက်ကမြေကြီးကိုဖနှောက်နဲ့3ချက်ခန့်အသာပေါက်လိုက်တယ်။အဲဒီနောက်ဦးပန်းရဘက်ကိုလှည့်လိုက်ကတကားကြီးတို့လင်မယားရဲ့စေတနာတွေအကျိုးပေးပါစေတကားကြီးတင်မဖေ။ဦးပန်းရကကိုရင်ကိုလက်အုပ်ချီပြီးတော့တစ်ချက်ရှိခိုးလိုက်ကခေါင်းပြန်အထောင်မှာတော့ကိုရင်ဟာပျောက်ချင်းမလားပျောက်ကွယ်သွားတော့တယ်။အနီးပေါက်ကိုကြည့်ပြန်တဲ့အခါမှာလည်းလူတယောက်ပုံကွယ်နေနိုင်တဲ့ခြုံပုတ်တစ်ပင်မျိုးမရှိပဲရာခင်းအတွင်းမှာကွင်းခေါင်ခေါင်ကြီးဖြစ်နေတာကတော့ပုံမူထူးဆန်းနေရဲ့။ဦးပန်းရကလည်းတရေ6ခန့်ရပြီဆိုတာသိလိုက်ကအဲ့ဒီနေရာကနေတဟုန်ထိုးပြေးထွက်လာခဲ့တယ်။ဦးပန်းရကကိုရင်တရေ6လက်လိုက်တယ်ဆိုတာကိုသိပြီးတော့တနေကုန်ကြောက်ရွံ့နေမိရဲ့။ညနေဆောင်ကန်ဒီမှာဒေါ်စိန်သာတယောက်ပြန်ဖို့အတွက်ပြင်ဆင်နေပြီ။စိန်သာမင်းညနေလာရင်ငတောင်းစီကနွားကိုဆွဲလာခဲ့အောင်နော်။ပြီးတော့ငါတယောက်တည်းညာအီမင်းရာမထွန်ချင်ဘူးကွာ။ဒီတော့မင်းလည်းငါနဲ့တူတူရာလာထွန်စမ်းပါကွာ။အိုးတော့အရင်တုန်းကလေးကရှင်တယောက်တည်းထွန်နေရမဟုတ်လား။အရင်တုန်းကနေဘက်ကွာအခုကျတော့ညဘက်ကြီးညာကြီးညတာကျတော့မွေပါကင်းပါကလည်းရှိသေးတယ်မဟုတ်လား။ဟုတ်ပါပြီတော့ရှင်တရေကြောက်လို့ကျုပ်ကိုပါအပါခေါ်နေရမဟုတ်လား။ဟာကွာငါကဘယ်ကတရေကိုကြောက်ရမှာလဲကွာရှင်အပိုတွေလုံးမနေပါနဲ့ကိုပန်းရရဲ့ရှင်နဲ့ကျုပ်ပေါင်းလာတာအနှစ်30ကျော်ပါပြီတော့နေလေရလေကိုရင်တရေကိုတွေ့ပြီးတော့ရှင်လန့်နေရမဟုတ်လားဟင်မင်းကအဲ့ကိုရင်ကတရေဆိုတာကိုဘလို့သိတယ်လဲကွာစဉ်းစားတာပေါ့ရှင်ဒီလောက်လူသူမနီးတဲ့နေရာကြီးမှာစွန့်ခံကြွားဖို့ထွက်လာတယ်ဆိုကြတဲ့ကကျုပ်ကတခုခုပဲလို့သိပြီးသားပြီးတော့ဒီမကြီးရိုင်ဆိုတာကလည်းအရင်ကတည်းကအချောင်းလန့်ကျန်းနေဆိုပြီးရွာလူတွေမလောင်ဝင်းတဲ့နေရာမဟုတ်လားတော့မင်းကသိတာတော့ငါ့ကိုမပြောဘူးကွာတရေမှန်းသိရင်ဒိုးစားမဲ့ထမင်းကိုကြွေးပါမလားကွာရှင်ကတော့မဟုတ်တာပဲရှင်ဘာပဲပြောပြောသူ့ဘာသာတရေဖြစ်ဖြစ်ဘာဖြစ်ဖြစ်အရေးမကြီးပါဘူးတော့ကျုပ်တို့ကတန်ကားတော့တပားကိုလှူလိုက်ရတယ်ဆိုပြီးတော့လှူလိုက်တာမဟုတ်လားအဲ့ဒါလေကုသိုလ်တစ်မျိုးပေါ့တော့အဲ့ဒီညနေတော့ဒေါ်စိန်သာတယောက်ထမင်းဟင်းချက်ကဘာကြီးတောင်းစီမှာနွားတကောင်ဆွဲရင်းနဲ့ရွာပြင်ကိုထွက်ခဲ့တယ်အချိန်ကတော့နေဝင်ပြီးတော့နွားရိုင်းသွင်းချိန်ကိုရောက်နေပြီဖြစ်တယ်ညနေစာစားတောက်ပြီးရဲ့အခါလင်မယား2ယောက်လုပ်ငန်းစားကြတော့တယ်လာပြည့်နေနီးပြီဆိုတော့လာမင်းကြီးကထိန်ထိန်သားနေရရာကွင်းတစ်ခွင်လုံးလာရောင်ကြောင့်နေခင်းတများလင်းရှင်းလို့နေရဲ့ဦးပန်းရကနွားတချင်းကိုထွန်တုံးတက်ပြီးတော့အရှိကနေထွန်သွားရဒေါ်စိန်သားကတော့နောက်ကနေပြီးတော့အဖော်ဖြစ်လိုက်ပေးရတယ်ကိုပန်းရကြီးနွားလေးရတော့ရာကိုတေချာညက်အောင်လို့ထွန်တော့စိတ်ချစမ်းပါကွာငါကမင်းထက်ပိုသိပါတယ်ညဘက်ဆိုတော့လေတခုကောင်းတယ်ကွာနွားရင်နေမပူတော့ဘူးတိတ်တော့မပင်မန်းဘူးပေါ့ကွာလင်မယား2ယောက်စကားတပြောပြောနဲ့ရာထွန်လာရင်တနေရာရောက်မှထွန်တုံးမှာတခုခုနဲ့ညှိသွားတဲ့တန်ကိုကြားလိုက်ရတယ်ဟာသွားပါပြီကွာထွန်တော့ကျိုးတော့မှာပဲဘာလဲတော့အောက်မှာကြောက်တုံးများလားဦးပန်းရအဲ့နေရာကိုဆင်းပြီးတော့မြေအောက်ကိုဓာတ်နဲ့အသာတူးဖော်လိုက်တယ်ဒီခါကြောက်တုံးအပိုင်းစားတစ်ခုကိုတွေ့ရတယ်ဟုတ်တယ်ကြောက်တုံးကြီးဟာမြင်မြန်တူးပြီးတော့လွတ်ပစ်လိုက်စမ်းပါရှင်
ဦးပန်းရကကြောက်တုံးကိုတူးဖော်ပြီးလွှတ်ပစ်မယ်လို့စိတ်ကူးနဲ့လိုက်လံတူးဖော်တော့တယ်။ဒါပေမဲ့လည်းကြောက်တုံးကကုံဆုံးသွားခြင်းမရှိပဲတူးလေလေပေါ်လီလီဖြစ်နေကအချိန်နာရီဝက်ခန့်တူးဖော်ပြီးရဲ့အခါမှာတော့လဲဘိန်းဝိုင်းခန့်ရှိရဲ့ကြောက်ဖြာကြီးတစ်ချက်ဖြစ်နေမှသိလိုက်ရတယ်။အလိုကြောက်ဖြာကြီးပါလားတော့။ဦးပန်းရကအလွန်စိတ်ပြတ်သွားမိရဲ့။ကြောက်ဖြာကြီးခံနေတော့တို့တွေဘလို့စိုက်ပြိုးကြမလဲကွ။ဒီအချိန်ကောင်းကင်မှာအလင်းရောင်တွေတစ်ချက်တစ်ချက်လက်လို့သွားတယ်။ဦးပန်းရတို့လင်မယားကလည်းအံ့ဩပြီးတော့ကြည်နေစဉ်မှာနေလုံးကဲ့သို့ဝင်းထိန်နေတဲ့အလုံးတစ်လုံးကတဖြည်းဖြည်းနဲ့ဆင်းသက်လာကသူတို့လင်မယားနဲ့ဝါတရိုက်အကွာခန့်အမြင့်မှာပြန်ဝဲနေတော့တယ်။ဦးပန်းရကကြောက်ကြောက်လန့်လန့်နဲ့တရေဆူပြီးထအော်တယ်။ကျုပ်ကတရေမဟုတ်ပါဘူး။ကျုပ်ကနတ်ကောင်းနှက်မြတ်တပါးပါ။မောင်မင်းတို့လင်မယားရဲ့တရားတရားနဲ့ရရောမှုကိုကျုံမျက်မြင်ကိုတွေ့ကြုံခဲ့ပြီးပါပြီ။ဒါဆိုနေ့လေကကိုရင်ဟာဟုတ်ပါတယ်။အဲ့ဒါကျုပ်ပါပဲ။အခုကျုပ်လာတာကမောင်မင်းတို့ရဲ့စေတနာကိုပြန်ပြီးတော့အတိအမှတ်ပြုကျင်လို့ပါ။အဲ့ဒီကြောက်ဖြာအောက်မှာငွေအိုးတွေရှိရဲ့။ငွေအိုးတွေရဲ့အောက်မှာကြောက်ဖြာတွေတစ်ထပ်ပြီးတစ်ထပ်ရှိရဲ့။တကယ်လို့မောင်မင်းတို့နဲ့အဲ့ဒီငွေအိုးတွေနဲ့ထိုက်တန်နေဆိုရင်တော့ဟော်ရီရဲ့ကြောက်ဖြာကြီးတွေကဖော်ဖျောင်းလိုပဲပေါ့ပါပြီးတော့အလွယ်တကူမတင်လို့ရနိုင်လိမ့်မယ်။မထိုက်တန်ဘူးဆိုရင်တော့ဘလို့မှမရနိုင်ဘူး။ဒီလိုပြောပြီးရဲ့နောက်မှာအလင်းလုံးကြီးကမိုးပေါ်ကိုပြန်တက်ပြောက်ကွယ်သွားတော့တယ်။ဦးပန်းရတို့ကလည်းသူတို့တွေ့ကြုံခဲ့ရတဲ့ဖြစ်ကိုမယုံနိုင်အောင်ဖြစ်နေမိရဲ့။လဲဘိန်းဝိုင်းခန့်ရှိပြီးတော့တမိုက်ခန့်ဒုတယ်ရှိရဲ့ကြောက်ဖြာကြီးကိုလူတယောက်တည်းမယူနိုင်ဘူးဆိုတာကလည်းမဖြစ်နိုင်ပါဘူး။အနည်းဆုံးလူ40ယောက်ခန့်ဝိုင်းမှယူရမှာဖြစ်တယ်။ဒါပေမဲ့ဦးပန်းရကစမ်းသက်ကြည့်ခြင်းနဲ့ကဲစိန်သားကြီးငါတော့ဒီကြောက်ဖြာကြီးကိုမကြည့်မယ်ဟိဒိုးနဲ့ထိုက်တလောက်ယူကြတာပေါ့ကွယ်။ဦးပန်းရကဂိုင်းခုတ်တရှိရဲ့တဦးချွန်နဲ့ကြောက်ဖြာကြီးရဲ့အစွန်းတနေရာကိုအသာထိုးကလော်လိုက်တယ်။အလွန်ထူးဆန်းစွာပဲကြောက်ဖြာကြီးကဖော့ချက်ကြီးတစ်ခုလိုမယူရတဲ့အလားပေါ်ပါစွာမြောက်တက်သွားတော့တယ်။ဦးပန်းရကလည်းကြောက်ဖြာကြီးကိုအသာဖဲကြည့်လိုက်တဲ့အခါကြောက်ဖြာရဲ့အောက်မြေချင်းကြီးရဲ့အတွင်မှာစင်အိုကြီးတအုပ်ကိုတွေ့ရတော့တယ်။ဦးပန်းရနဲ့ဒေါ်စိန်သားတို့ကမြေချင်းကြီးရဲ့အတွင်ကိုခုန်ဆင်းလိုက်ပြီးတဲ့နောက်စင်အိုကြီးတွေကိုဖုံးအုပ်ထားတဲ့အဖုံးတွေကိုလှမ်းကြည့်လိုက်ရာအတွင်းမှာပြောင်လက်ဝင်းပနေတဲ့ငွေပြားတွေအပြည့်ဖြစ်နေတာကိုမြင်တွေ့လိုက်ရတယ်။ဘောငွေရောင်ဖြူဖွေးနေတဲ့ငွေပြားတွေကလက်ရောင်အောက်မှာလင်းလက်လိုနေရဲ့။ဦးပန်းရကအဲ့ရဲ့ငွေပြားတွေကိုလက်တဆုပ်နှိုက်ယူလိုက်ပြီးတဲ့နောက်ဒေါ်စိန်သားကိုကြည့်လိုက်ကစိန်သားကြီးငါတို့တော့ထေးပြီဟိဒေါ်စိန်သားကလည်းငွေပြားတွေကိုကြည့်ရင်းနဲ့အလွန်ပျော်ရွှင်နေရဲ့။ဒီလိုနဲ့လင်မယားနှစ်ယောက်အဲ့ရဲ့စင်အိုကြီးခုနှစ်လုံးကိုညရင်းချင်းပဲအိမ်ကိုတည်ယူကြတယ်။စင်အိုကြီးတွေတည်ပြီးရဲ့အခါအောက်မှာကြောက်ဖြာကြီးတစ်ချက်ကိုထပ်မံတွေ့ရပြန်သေးတယ်။ဒီရဲ့အဖြစ်ကိုရွာသားတွေကိုမပြောသေးပဲနဲ့တူတူတိတ်တိတ်နေကနောက်နေ့ညတွေမှာကြောက်ဖြာတွေကိုတစ်ထပ်ပြီးတစ်ထပ်ဆက်တူးကြည့်ကြရခုနှစ်ခုမြောက်ကြောက်ဖြာကိုတူးပေါက်ပြီးရဲ့အခါမှာတော့အောက်ကကြောက်ဖြာကိုဆက်လက်တူးလို့မရတော့ဘဲနဲ့အလွန်လေးလံနေရဲ့။ဦးပန်းရတို့လင်မယားကလည်းထိုက်တဲ့ကံကုန်ပြီးဆိုပြီးတက်မှတ်ကအဲ့ရဲ့ကြောက်ဖြာတွင်းကြီးကိုမြေသားတွေနဲ့ဖုံးအုပ်လိုက်တော့တယ်။ငွေဦး49လုံးရတာကြောင့်ဦးပန်းရတို့လင်မယားကနေချင်းညချင်းတတိတကြွယ်တွေဖြစ်သွားကြတော့တယ်။မုံတိုင်ရွာတခွင်သားမကအနီးပါမြို့ရွာတွေမှာပါဦးပန်းရတို့ငွေအိုးတွေကိုလာရောက်ကြည့်ရှုကြတယ်။ဦးပန်းရတို့လင်မယားကမုံတိုင်ရွာအတွင်းမှာအလွန်ကြီးကျယ်ခမ်းနားလာတဲ့အိမ်ကြီးတအိမ်ကိုတိဆောက်ပြီးတော့နေထိုင်ကြတယ်။အိမ်ကြီးကအလွန်ကြီးမားလှပြီးတော့တိုင်ပေါင်းရာချီရှိကတရွာလုံးတစ်နယ်လုံးမှာအကြီးဆုံးအိမ်ကြီးဖြစ်တာဆိုတော့ဦးပန်းရတို့လင်မယားကိုရခင်ကခေါ်ဝေါ်ခဲ့တဲ့အတိုင်းအိမ်ကြီးရှင်ဆိုပြီးတော့ခေါ်ဝေါ်သမုတ်ကြတယ်။ဦးပန်းရတို့ငွေအိုးရတဲ့တဲ့ကမင်းနေပြီးတော့အင်းဝအထိတည်မွေးခဲ့ကအင်းဝပြည့်ရှင်မဟာဓမ္မရာဇာဓိပတိမင်းကြီးကိုယ်တိုင်ဦးပန်းရကိုခေါ်ယူတွေ့ဆုံခဲ့တယ်။ဦးပန်းရကကျွဲဝချမ်းသာသွားတာဆိုတော့သူ့ကိုတထေးပွဲကြီးမြင့်ဖို့အတွက်မင်းကြီးကိုရှောက်တင်ခဲ့တယ်။မဟာဓမ္မရာဇာဓိပတိမင်းကြီးကဦးပန်းရကိုဘလောက်ချမ်းသာတယ်လဲလို့မေးတဲ့အခါဦးပန်းရကသူရရှိထားတဲ့ငွေပြားတွေနဲ့မုံတိုင်ရွာအင်းဝနေပြီးတော့ထိငွေပြားချင်းထပ်ပြီးတော့ငွေလန်းဖောက်နိုင်တဲ့အထိချမ်းသာပါတယ်လို့တင်လျှောက်ခဲ့တယ်။ဒါပေမဲ့မင်းကြီးကဦးပန်းရတို့မှာတထေးမျိုးရိုးမဟုတ်တာကြောင့်တထေးပွဲမပေးဘဲနဲ့တကြွယ်ပွဲသာကြီးမြင့်ခဲ့တော့တယ်။ဦးပန်းရနဲ့ဒေါ်စိန်သားတို့ကဘာသာတရားကိုင်းဆိုင်သူတွေဖြစ်ကြတဲ့အတိုင်းမြန်မာတက္ကရာ1112ခုနှစ်မှာမုံတိုင်ရွာရဲ့မြောက်ဘက်မှာကြီးကျယ်ခမ်းနားလာတဲ့အုတ်ကျောင်းကြီးတစ်ကျောင်းကိုဆောက်လုပ်လူဒန်းခဲ့တယ်။အဲ့ဒီအုတ်ကျောင်းကြီးမှာဒုတဲ့ကြီးမားခိုင်ခန့်လာပြီးတော့အလျား116ပေအနံ85ပေအမြင့်ပေ80ရှိရဲ့အုတ်ကျောင်းရဲ့အောက်ခြေမှာလိုင်မုတ်49ခုပါဝင်ပြီးတော့ဒုတိယထပ်မှာတော့မုတ်ဦး12ခုပါဝင်ကအပေါ်ဆုံးထက်ကိုလေကားနဲ့တက်သွားရကအပေါ်ဆုံးမှာပေ20 10ပေပတ်လေရှိရဲ့ဖျားခန်းတစ်ခုပါဝင်နေအုတ်ကျောင်းကြီးတစ်ခုလုံးကိုအင်းဝါခေပန်တမော့ဘီတုကလက်ရာတွေနဲ့တစားဆင်ထားပြီးတော့အဲ့ဒီအုတ်ကျောင်းကြီးရဲ့ပုံစံဟာ
အင်းဝမှာတည်ရှိရဲ့မဲနုအုပ်ကြောင်နဲ့တပုံစံနဲ့တူညီရဲ့မုံတိုင်အုပ်ကြောင်မှာမဲနုအုပ်ကြောင်ထက်အနည်းငယ်ပိုသေးတာကလွဲပြီးတော့တိဆောက်ပုံဘီတုကပုံစံတွေကတပုံစံနဲ့ပဲဖြစ်တယ်။မဲနုအုပ်ကြောင်ရောက်ဘူးသူတွေဆိုရင်တော့မျက်စိထဲမြင်ရောက်နိုင်မှာဖြစ်တယ်။အုပ်ကြောင်တိဆောက်ခဲ့တဲ့1112ခုနှစ်ကိုအစွဲပြုပြီးတော့အုပ်အော်အေအုပ်ကြောင်တက္ကရာဆိုပြီးတော့အများအမှတ်ယူခဲ့ကြတယ်လေ။ဦးပန်းရနဲ့ဒေါ်စိန်သာတို့တူးဖော်ရရှိခဲ့တဲ့ကြောက်ဖြာကြီး9ချက်မှာလေမုံတိုင်အုပ်ကြောင်ရဲ့အရှိမြောက်ဘက်မှာအများပြည်သူကြည့်ရှုနိုင်စေဖို့အတွက်ချပြထားရာဒီနေ့ထက်တိုင်မြင်တွေ့နိုင်ပါတယ်။အဲဒီလိုပါပဲဦးပန်းရနဲ့ဒေါ်စိန်သာတို့ငွေအိုးတွေရခဲ့တဲ့နေရာကိုငွေအိုးရကွင်းဆိုပြီးတော့ခေါ်ဆိုကြကမြေတိုင်းမြေပုံထဲမှာပင်အဲ့ဒီရဲ့နာမည်နဲ့မှတ်သားထားတော့တယ်။မုံတိုင်နဲ့မိထ္ထီလာမျိုးရဲ့အနီးမှာတော့ဦးပန်းရနဲ့ဒေါ်စိန်သာတို့ရဲ့ဇက်လန်းကဒီနေ့ထိတိုင်ပြောစမှတ်တွင်ကျန်နေသေးရဲ့။ဦးပန်းရတို့နေထိုင်ခဲ့တဲ့အိမ်အရာတစ်တွေနဲ့ဆောက်လုပ်ခဲ့တာကြောင့်ဒီနေ့ထိမကြံရစ်ခဲ့ပေမဲ့လို့တချိန်ကစင်းရဲလွန်လာတဲ့စင်းရဲသားလင်မယား2ယောက်စေတနာတရားကောင်းမှုကြောင့်ချက်ချင်းလက်ငင်းချမ်းသာခဲ့ရတဲ့ဇက်လန်းရဲ့သမိုင်းဖြစ်နေမုံတိုင်အုပ်ကြောင်းတော်ကြီးမှာတော့ဒီနေ့ထက်တိုင်တည်ရှိနေပါသေးတယ်။ပရိသတ်ကြီးတို့အနေနဲ့ဦးပန်းရနဲ့ဒေါ်စိန်သာတို့လှူဒန်းခဲ့တဲ့ပရိသတ်ကြီးတို့အနေနဲ့လည်းဦးပန်းရနဲ့ဒေါ်စိန်သာတို့လှူဒန်းခဲ့တဲ့မုံတိုင်အုပ်ကြောင်းတော်ကြီးစီကိုတွားရောက်လဲပတ်လေ့လာခြင်းနဲ့ဆိုရင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတိုင်းမောင်းနေလာပြီးတော့285မိုင်တီးကုန်းရင်ရက်နာစခန်းမှာကြောက်ပတောင်မိထ္ထီလာလမ်းကိုချိုးကွေပြီးတော့10မိနစ်ခန့်မောင်းနေလိုက်မယ်ဆိုရင်တော့မုံရွာကိုရောက်ရှိနိုင်ပါတယ်။အဲဒီကားလမ်းနှစ်ဘေးမှာပဲဖြူဖြူလွှတ်လွှတ်နဲ့မမမတ်တည်ရှိနေတဲ့မုံတိုင်အုပ်ကြောင်းတော်ကြီးကိုမြင်တွေ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း300နီးပါးခန့်ကဦးပန်းရနဲ့ဒေါ်စိန်သာတို့ရဲ့စက်ကြောင်းတွေကိုပြန်ပြီးတော့တတိယအောက်မေ့နိုင်မှာဖြစ်ပါတယ်။ပရိသတ်များရှင်ဇာလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီနေ့ရဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဖြစ်ရမှန်ဇာလန်လေးကိုရေးသားပေးခဲ့တဲ့စာရေးဆရာအကစောကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာလန်ကောင်းလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။